အာသနာတော်နှစ်2552ခုနှစ်ကောဇာတက္ကရာ1380ပြည့်နှစ်တပုရဲလာပြီကျော်73ရက်နေ့ညရန်ကုန်တိုင်းဗဟန်းမြို့နယ်ဂျာတော်ရလမ်းမင်္ဂလာစေဓမ္မယုံအတွင်းဝယ်ဆင်ကျင်းပပြုလုပ်အပ်သည့်ညဥ်ရဓမ္မသဘင်အခမ်းအနားဝယ်တတိယနေ့အဖြစ်ဟောကြားအပ်သောပဋ္ဌာန်းမြတ်ဒေသနာအပိုင်း3တရားတော်ဘုရားမြတ်စွာ၏မဟာကရုဏာကုံကိုအာယုပြုကာတိကျဖွဲ့ဆိုအပ်သောဝန္ဒနာပဏာမဟုရွတ်ဆိုပူဇော်ခြင်းဖြင့်တရားပွဲစကြရအောင်ယောကပကောတိဟိပိယပမေယံကာလံကရွန်တောတိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမဟာကရုဏိကတတတ္တယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအပမေယံရေအတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလလေးအသင်ခြေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတလောကဤအကျိုးစီးပွားအလုံးငါအတိဒုက္ခရာနိဩစာသက်ချင်လက်အင်္ဂါမေတ္တာကြီးမှသမိတာနှင့်တထာဇနီစွန်ကြီးကြီးဟုကျက်တိထဝယ်50အစုအလုံးခဲရင်သောမှုတို့ကိုကရွန်တော်ဖေယဖြစ်ရန်ဤတန်ကျိုးကိုအာထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးလည်းနှလုံးစိတ်ဝံကိုရောဤပင်မညင်းတို့ကတောဘဝဒါနံကျိန်ဖန်များစွာရောက်တော်မူခဲ့ရရှာလိပြီမဟာကရုဏီကတတတ္တဝါများရင်ဝဲသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတတနာတတဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာထိုးရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြောမှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းအာရမဏပစ္စယောထိုအာရမဏပစ္စယောကိုပစ္စယုတ်ဒေသပါဠိမှာပါဠိအပြည့်စုံဟောထားတယ်ထိုအာရမဏပစ္စယောရဲ့အာရမဏပစ္စည်းဆိုတဲ့နေရာမှာအာရမဏဆိုတဲ့ပုဂ္ဂိုလ်အာဆိုတာလာရောက်ပြီးတော့ရမဏမွေးလျော်တယ်လူတွေရဲ့စိတ်ကလေးဟာစိတ်လို့ပြောလိုက်ရင်စေတသိက်လည်းပါတယ်လို့မှတ်ထားပါလူတွေရဲ့စိတ်ကလေးအတွေးတွေဟာဆိုင်ရအာယုံစီကိုတွားရောက်ပြီးတော့ပျော်မွေ့နေကြတယ်အာယုံမရှိဘဲနဲ့လူရဲ့စိတ်ဟာဘယ်တော့မှမဖြစ်ဘူးနေ့စဉ်နဲ့အမျှလူတွေပြောနေကြတဲ့စိတ်ဟာအာယုံပေါ်မှီပြီးတော့ဖြစ်တယ်ဒါကြောင့်မို့လို့လူအစိတ်စိတ်ထဲမှာအဓိကအကြောင်းတရားတစ်ခုကဘာလို့ဆိုရင်ဒီအာရမဏပစ္စည်းပဲအဲ့ဒီအာရမဏကိုပဲအဓိပ္ပာယ်တစ်မျိုးနဲ့ပြောလို့ရှိရင်အာလံပနစိတ်ကလေးကဘာနဲ့အလားတန်တူတော့ဆိုရင်မတန်ဆွမ်းတဲ့လူနဲ့အလားတန်တူတယ်မတန်ဆွမ်းတဲ့လူတယောက်ဟာကြိုးရမ်းလို့ဒုက္ခလေးတွေတို့မိပြုတ်ပြီးမှသူကထလို့ရက်လို့ရတယ်အနုမို့ဆိုရင်သူမထနိုင်ဘူးစိတ်ကလေးကလည်းအာယုံပေါ်ကိုမိတွယ်ပြီးမှသာထနိုင်တယ်တဲ့အာယုံမရှိဘဲနဲ့စိတ်မဖြစ်ဘူးလို့ဒီလိုပြောလို့တာဒါကြောင့်မို့အထက်ကရာဆရာများကဥပမာပေးထားတယ်အဲ့ဒီဥပမာပေးထားတဲ့အတိုင်းတောင်ဝှေးကြိုးတန်းဆွဲကင်လှမ်းလျက်တောင်ဝှေးတို့ကြိုးတန်းတို့
တောင်ဝေးကြိုးတန်းဆွဲကင်လှမ်းလျက်မစွမ်းလူမှာထရရှာသို့မတန်စွမ်းတဲ့လူသည်ကြိုးတန်းလေးကိုဆွဲပြီးတော့ထရတယ်လို့ပဲခုနှစ်ဖြာမှတ်ဝိညာဉ်ဓာတ်တို့မြင်သိစိတ်စက္ခုဝိညာဏဓာတ်ကြားသိစိတ်သောတာဝိညာဏဓာတ်နာမ်သိစိတ်ခန္ဓာဝိညာဏဓာတ်လယသိစိတ်ဇီဝဝိညာဏဓာတ်ထိသိစိတ်ကာယဝိညာဏဓာတ်ထိုအာယုန်တွေနဲ့တွဲပြီးတော့ဉာဏ်သိစိတ်တို့ရဲ့ရှေ့နောက်ထိသိစိတ်ဈာတိစိတ်စသည်တို့ရဲ့ရှေ့နောက်မှာဖြစ်တဲ့မနောဓာတ်နော်စိတ်ထဲမှာဖြစ်ပေါ်လာတဲ့မနောဓာတ်နောက်ပြီးတော့မနောဝိညာဏဓာတ်တဲ့တွေးသိပြီးတော့စိတ်တဲ့သိတဲ့စိတ်မနောဝိညာဏဓာတ်အဲ့ဒါကိုဝိညာဏဓာတ်လို့ဘာဖြစ်လို့ဓာတုဆိုတဲ့စကားလုံးနဲ့သုံးတယ်လဲဆိုလို့ရှိရင်ဓာတုဆိုတာ element ဇီဝမဟုတ်ဘူးတတ္တဝါမဟုတ်ဘူးအတ္တမဟုတ်ဘူးဆိုတဲ့အဓိပ္ပာယ်ဓာတုရဲ့အဓိပ္ပာယ်ကကိုယ်သဘောကိုယ်ဆောင်တယ်သူ့ရဲ့သဘာဝတတ္တ phenomenon တတ္တပဲဓာတုဆိုတဲ့စကားလုံးလေးကအဲ့ဒါကိုအဓိပ္ပာယ်ပြောတာဒါကြောင့်မို့လို့စက္ခုဝိညာဏဓာတ်သောတာဝိညာဏဓာတ်ခန္ဓာဝိညာဏဓာတ်နဲ့စိတ်တွေကိုဓာတ်နဲ့ခွဲလိုက်တဲ့အခါကျတော့9ခုရတယ်စက္ခုဝိညာဏဓာတ်သောတာဝိညာဏဓာတ်ခန္ဓာဝိညာဏဓာတ်ဇီဝဝိညာဏဓာတ်ကာယဝိညာဏဓာတ်မနောဓာတ်မနောဝိညာဏဓာတ်အဲ့ဒီလိုဝိညာဏဓာတ်9ပါးဆိုတာအဲ့ဒီဝိညာဏဓာတ်ဆွဲမှတ်မျောရှုမိယာမှုဖြင့်ကျေစုပြုညာအာယုံ6ပါးပစ္စည်းတရား၎င်းလို့အာယုံ6မျိုးအာရမဏပစ္စယောဆိုတာလူတွေရဲ့တဏ္ဍာမှာနေ့စဉ်နဲ့လူတွေဘယ်အချိန်ဖြစ်ဖြစ်မွေးလာတဲ့သတိတဲလာတဲ့အချိန်ကနေစပြီးတော့နောက်ဆုံးစိတ်ကလေးဖြစ်သည့်ထိအောင်အာယုန်နဲ့ကင်းတယ်လို့မရှိပါဘူးနောက်ဆုံးမှအိတ်နေတဲ့အချိန်မှလည်းအာယုန်ရှိတယ်သို့တော်ထိုအာယုန်သည်ပစ္စုပန်အာယုန်မျိုးမဟုတ်ဘူးနော်ဘဝင်စိတ်မှလည်းဘဝင်စိတ်အာယုန်လေးနဲ့ဖြစ်တယ်အဲ့ဒါကြောင့်မို့လို့ဘုရားရဲ့တရားတော်အရလူမှာအသိစိတ်ရှိနေရင်အာယုံမဲ့တဲ့စိတ်ဆိုတာမရှိနိုင်ဘူးဒါကြောင့်မို့တချို့က unconscious အာယုံမဲ့နေတဲ့စိတ်လို့ဒီလိုထင်ကောင်းထင်လိုက်မရှိနိုင်ဘူးဆံရဆံရအာယုံလေးတွေတော့စိတ်ထဲမှာရှိနေတာပဲအာရမဏတတ္တိကခြေဆုပြုတယ်သို့တော့စိတ်ကလေးရဲ့တိမ်မွေ့မှုပြင်းထန်မှုတော့ဒီလိုတော့ level တို့ degree တို့တော့ကွာတာပေါ့ထိုစိတ်ရဲ့လှုပ်ရှားမှုဟာအရှိန်အဟုန်ချင်းတော့ကွာတာပေါ့ဘဝင်စိတ်ဆိုရင်တိတ်ပြီးတော့တိမ်မွေ့တယ်လူတွေကအိတ်နေတော့အသက်ရှူနေတာဘဝင်စိတ်ကြောင့်ရှူတာအဲ့ဒီဘဝင်စိတ်ကလေးကြောင့်မို့လို့အသက်ရှူမှုဟာဖြစ်ပြီးတော့နေတယ်လို့ဒီလိုပြောတာနော်ဒါကြောင့်မို့လို့အာနာပါနဟာစိတ်တစဝါယောဓာတ်စိတ်ကြောင့်ဖြစ်တဲ့ဝါယောဓာတ်လို့ဒီလိုပြောတာအသက်မရှူတောင်မှပဲစိတ်ဆိုတာလုံးဝချုပ်သွားတယ်လို့ပြောလို့မရဘူးတိတ်တိမ်မွေ့သွားတဲ့စိတ်မျိုးဖြစ်လာတဲ့အခါကျတော့အသက်ရှူရပ်သွားတာမျိုးလည်းရှိသေးတယ်အသက်ရှူရပ်သွားတော့လဲကမ္မဇယုတ်တွေရှိနေသေးတယ်များလူဟာမသေးဘူးလို့ဒီလိုပြောတာကမ္မဇယုတ်နဲ့ကံ့ကြောင့်ဖြစ်တဲ့ယုတ်ကဆက်လက်ရှင်သန်နေသေးတယ်များလူရဲ့ခန္ဓာလူရဲ့ဘဝဟာအဆုံးမသတ်သေးဘူးကမ္မဇယုတ်တွေအဆုံးသတ်သွားပြီဆိုလို့ရှိရင်တော့ကံ့ကြောင့်ဖြစ်တဲ့ဒီပရိသေရိစိတ်ဘဝင်စိတ်ဆိုတာတွေလည်းအဆုံးသတ်သွားပြီနောက်ဆုံးသုတိဆိုပြီးတော့အဲ့ဒီလူတဘဝစလာတဲ့အချိန်တုန်းကလည်းပထမဆုံးစိတ်လေးကိုပရိသေရိခေါ်တယ်အဲ့ဒီပရိသေရိနဲ့ဘယ်သူနဲ့ရှင်တွဲလာတော့ဆိုရင်ကမ္မဇယုတ်နဲ့ရှင်တွဲလာတယ်ကမ္မဇယုတ်နဲ့ပရိသေရိစိတ်တို့သည်ဗျိုင်းလူဖြစ်လာကြတယ်အဲ့ဒီချိန်မှာအချင်းချင်းအပြန်လန်မှီခိုပြီးတော့ဗျိုင်းလူဖြစ်လာကြတယ်ဒါယုတ်နဲ့နံရှိတဲ့ဘုံတွေပေါ့လူဘုံကိုဥတည်ပြီးတော့ပြောမယ်ဆိုလို့ရှိရင်မိခင်ရဲ့ဝမ်းထဲမှာကလလရေကြီးဖြစ်စတဲ့အချိန်မှာတရေစိတ်လေးရဲ့ထိုတရေစိတ်မှာရှင်တဲ့စေတသိက်ရဲ့ဒါတပိုင်းရှင်တွဲလာတဲ့ကမ္မဇယုတ်ကယုတ်30ယုတ်30ဆိုတာကာယတတကကလက30ဘာဝတတကကလက30ဟရယဝတ္ထုတတကကလက30လို့ဆိုပြီးယုတ်ပေါင်း30
အဲ့ဒီရုပ်ပေါင်း30နဲ့ရှင်တွဲပြီးတော့သရေစိတ်လေးကပေါ်ပြီးတော့လာတာဒီကမ္မစရုပ်ကလေးကပရိသေစိတ်ပေါ်လိုက်တာနဲ့တပြိုင်နက်ကံရဲ့စွမ်းအားကြောင့်ပရိသေစိတ်လေးမှလည်းဖြစ်တယ်နောက်ပရိသေစိတ်လေးရဲ့ဥပခိုက်မှလည်းထအသိဖြစ်တယ်ဘင်ခိုက်မှလည်းထအသိဖြစ်တယ်စိတ်ဖြစ်တိုင်းဖြစ်တိုင်းစိတ်ကြောင့်ဖြစ်တာမဟုတ်ဘူးသူကကံရဲ့စွမ်းအားနဲ့သွားနေတာစိတ်တစ်ခုမှသူက3ကထဖြစ်တယ်ကမ္မဇယုတ်ကနော်စိတ်ကလေးတစ်ခုမှခဏငယ်3ခုရှိတယ်moment လို့ခေါ်တာ moment 3မျိုးရှိတယ်ဥပတ်ရဲ့ထီရဲ့ပင်ရဲ့ဒါစာစကားပြောတာအရက်လို့ပြောမယ်ဆိုရင်ဖြစ်တည်ပြက်နော်ဖြစ်တာရဲ့ရပ်တန့်နေတာခဏလေးရပ်တန့်တဲ့သဘောရဲ့ပြက်သွားတာရဲ့ရပ်တန့်တဲ့သဘောဆိုတာအကြာကြီးမဟုတ်ဘူးအကြာကြီးမဟုတ်ဘူးဒီခဏ3ခုဟာတညီတည်းပဲပြောမယ်ဆိုလို့ရှိရင်ပို့ပြီးတော့မှတ်လို့သားလို့လွယ်အောင်ပြောရလို့ရှိရင်တော့ဒီစက္ကန့်ဆိုတဲ့ဒီနာရီလေးရဲ့စက္ကန့်ဆိုတာတဲ့ပို့ပြီးတော့တိုးတယ်လို့တော့မှတ်ထားဖို့တစ်စက္ကန့်အတွင်းမှာဆိုရင်စိတ်ဟာဂရေ3သိန်းလောက်ဖြစ်ပြနိုင်လောက်အောင်မြန်တယ်ပေါ့လင်းမြန်တယ်သို့တော့နားလည်လို့လွယ်အောင်လို့စက္ကန့်နဲ့ပဲပြောအောင်3စက္ကန့်ဆိုပါစို့စိတ်ကလေးတစ်ခုက3စက္ကန့်ရှိတယ်ဆိုလို့ရှိရင်ဖြစ်တာက1စက္ကန့်တီးနေတာ1စက္ကန့်ပြတ်သွားတာ1စက္ကန့်ဟော3စက္ကန့်အဲ့ဒီလိုစက္ကန့်တိုင်းမှာကမ္မဇယုတ်တွေကအသေးအသေးဖြစ်လာတယ်အဲ့ဒီမှာပရိသေစိတ်ကလေးကလည်းသူ့အာယုံနဲ့သူလာတာဒီအာယုံကအတိတ်ဘဝကလာတဲ့အာယုံဒေဂဏီအတိတ်ဘဝမှာမြင်ခဲ့တဲ့အာယုံသည်ထိုအာယုံကိုအကြောင်းပြုပြီးကံကနေပြီးတော့တွန်းလွှတ်လိုက်လို့ကိလေသာတွေကဖန်တီးပြီးကံကတွန်းလွှတ်လိုက်လို့ဘဝတစ်ခုရလာတာကံကဖန်တီးပေးလိုက်တယ်အဲ့ဒီကံအရှိန်မကုန်မချင်းဟောဒီကမ္မဇယုတ်တွေကဆက်လက်ပြီးတော့ဖြစ်နေတယ်လို့ဒီလိုပြောတာနော်အဲ့ဒီလိုဆက်လက်ဖြစ်နေတဲ့အချိန်မှာ तू ကစိတ်နဲ့ရှင်တွဲပြီးတော့အမြဲတမ်းလာတယ်စိတ်နဲ့ရှင်တွဲပြီးတော့လာတယ်ကမ္မဇယုတ်နဲ့စိတ်တို့သည်ဒီပရိသေစိတ်နောက်ပိုင်းကျတော့ပရိသေစိတ်မကဘူးတခြားစိတ်တွေပါပေါ်လာတယ်အဲ့ဒီစိတ်တွေဟာနောက်ဆုံးဘဝနောက်ဆုံးနေ့နောက်ဆုံးအချိန်ကလေးရောက်သည့်ထိအောင်သူသွားနေမှာပဲဒါဘယ်သူအချိန်နဲ့သွားတာတုံးဆိုကံအချိန်နဲ့သွားနေတာကံကရှိသေးလားဆိုမရှိဘူးဒီဘဝအသိလောက်တာကအသိကံတရေရလာတဲ့ကံလေးကချုပ်သွားပြီးမရှိတော့ဘူးဘာနဲ့ဥပမာနဲ့နားလည်ရတော့လို့ဆိုလို့ရှိရင်ကြည့်မျိုးစိလေးတစ်စိတရက်စီလေးတစ်ခုမြေကြီးထဲမှာချပြီးတော့စိုက်လိုက်တယ်စိုက်လိုက်လို့အဲ့ဒီတရက်စီလေးကအမြင့်ကလေးဆင်းလာပြီးအညှောင်လေးထွက်လာတယ်အဲ့ဒီတရက်စီလေးကဘာဖြစ်သွားလဲပုတ်သွားတယ်ဘာခြံရစ်တုံဆိုအမြင့်နဲ့အညှောင်ခြံရစ်တယ်အဲ့ဒီအမြင့်နဲ့အညှောင်ကနေပြီးတော့ပင်စီကြီးဖြစ်လာတာဘယ်သူကထိန်းနေတုံးဆိုမြေနဲ့ရေနဲ့ကထိန်းသွားတာပင်ကိုပေါက်ဖွားစေတတ်တဲ့မျိုးစေ့ဟာရှိသေးလားမရှိတော့ဘူးအဲ့ဒါလိုပဲလူတွေရဲ့ကံကဒီသတိစိတ်လေးကိုချပေးလိုက်တဲ့ကံဒီမရှိတော့ဘူးသို့တော့ဘသူတွေကနေဆက်ထိန်သွားတော့ဆိုရင်ဒီပစ္စုပန်မှာအာယုန်တွေတို့နော်စိတ်ကြောင့်ဖြစ်တဲ့ယုတ်တွေတို့ဥရုကြောင့်ဖြစ်တဲ့ယုတ်တွေတို့အပြန်အလှန်အာဟာရတို့ဒါတွေကနေဆက်ပြီးတော့ထိန်သွားတာကမ္မဇယုတ်တွေရဲ့အရှိန်ဟာသူအရှိန်မကုန်မချင်းဒီယုတ်တွေနဲ့ဆက်သွယ်ပြီးတော့နောက်ဆုံးသုတိစိတ်လေးဖြစ်သည်ထီအောင်အဲ့တော့စိတ်ဆိုရင်ဘယ်စိတ်ပဲဖြစ်ဖြစ်အာယုန်နဲ့ကင်းပြီးဖြစ်တဲ့စိတ်ရဲ့လို့မရှိဘူးလို့ဒါကကျမ်းဂန်အရာဒီလိုပဲမှတ်ရမယ်စိတ်ရှိရင်အာယုန်ရှိတယ်ဆိုတာဒါသေချာပေါက်မှတ်ရမယ်တစ်ခုပဲနော်အမတန်သိမ်မွေးတဲ့အာယုန်ကိုလည်းစိတ်ကသိမ်မွေးရင်အာယုန်ကလည်းသိမ်မွေးတယ်လို့ပဲမှတ်တခါတလေစိတ်မရှိတော့ဘူးလို့ထင်ရလောက်အောင်သိမ်မွေးတာမျိုးရှိတယ်လေသို့တော်လည်းရှိနေတယ်ဥပမာမဲ့အိပ်ပျော်နေတဲ့အချိန်ဘဝင်စိတ်ဖြစ်နေတယ်အာယုံမရှိဘူးလို့လူကထင်ရင်ထင်နေလိမ့်မယ်သို့တော့အဲ့ဒီဘဝင်စိတ်လေးမှာသူ့အာယုံရှိနေတယ်သို့တော့လူကမသိဘူးမသိတဲ့အတွက်ကြောင့် unconscious တို့ဘာလို့ပြောတာပစ္စုပန်ဒီဘဝင်စိတ်တို့ဘာလို့ဆိုတာအခုပစ္စုပန်အာယုံနဲ့ဘာမှမဆိုင်ဘူးအတိတ်ကအာယုံကြောင့်မို့လို့သူတို့ကအတိတ်အာယုံနဲ့သွားနေတာကံရဲ့စွမ်းအားကြောင့်အတိတ်အာယုန်နဲ့သွားနေတာ
အဲ့တော့အာယုံကင်းတဲ့စိတ်စေတသိက်ဆိုတာမရှိဘူးလို့အဘိဓမ္မာမှာအာယုံ6မျိုးဆိုတာဒီအာရမဏပစ္စယောမှာနားလည်ဖို့အာယုံ6မျိုးဆိုတာပြတယ်ရူပယုံနဲ့နော်တတ္တယုံနဲ့ခန္ဓာယုံနဲ့ရတယုံနဲ့ဖွတ်တ္တဘာယုံနဲ့ဓမ္မယုံလို့အဲ့တော့ရူပယုံဆိုတာကမျက်စိကမြင်ရတဲ့အဆင်းအာယုံလေးကိုခေါ်တာမျက်စိကမြင်ရတဲ့အဆင်းအာယုံလေးကိုရူပယုံလို့ခေါ်တယ်နားကကြားရတဲ့အသံကိုတတ္တယုံအနံ့ကနာရတဲ့အာယုံကိုလျှာနဲ့ထိရတဲ့အရသာကိုခန္ဓာကိုယ်နဲ့ထိတွေ့ပြီးတော့သိတာဘာတော့ဆိုရင်ပျော့သဘောမာသဘောပထဝီရဲ့သဘောအေးတယ်ပူတယ်တေဇောရဲ့သဘောလှုပ်ရှားတယ်တွန်းကန်တယ်ဝါရောရဲ့သဘောအဲ့ဒါကိုဖွတ်တ္တဗလို့ခေါ်တယ်ထိတွေ့စရာအာယုံဉာဏ်နဲ့အာယုန်တွေမှန်တယ်မြတ်စိတ်အာယုန်ရောနိဗ္ဗာန်အာယုန်တွေရောဉာဏ်နဲ့ယုတ်တရားတွေအာယုန်တွေရောအဲ့ဒီဟာတွေအလုံးပေါင်းပြီးတော့ဓမ္မာယုန်လို့ဒီလိုခေါ်လိုက်တာနော်အဲ့ဒီလိုခေါ်လိုက်တဲ့ထဲမှာဒါကြောင့်မို့လို့ဓမ္မာယုန်ဟူရာ၌မျက်စိနာနှာခေါင်းလျှာကာယအကြည်ယုံများထိုအကြည်ယုံများတွင်ထင်လာခြင်းမရှိသောယုံများစိတ်အားလုံးစေတသိက်အားလုံးနိဗ္ဗာန်ပညာများပါဝင်သည်လို့ဓမ္မယုံဆိုတဲ့ထဲမှာအဲ့ဒါတွေပါတယ်ပတာရယုတ်တွေတင်ထင်လာတဲ့အာယုံကတစ်မျိုးဆိုပါစို့ရူပယုံဆိုတာစက္ခုပတာရယုံမှာထင်ဟပ်လာတဲ့အာယုံကိုခေါ်တာနော်တတ္ထယုံဆိုတာသောတပတာရမှာထင်ဟပ်လာတဲ့အာယုံကိုခေါ်တာခန္ဓာယုံဆိုတာခန္ဓာပတာရယုံမှာထင်ဟပ်လာတဲ့အာယုံကိုခေါ်တာရတ္တယုံဆိုတာလျှာဇီဝပတာရမှာထင်ဟပ်လာတဲ့အာယုံကိုခေါ်တာကာယဖွတ်တ္တဘာယုံဆိုတာကာယပတာရမှာထင်ဟပ်လာတာကိုခေါ်တာအဲ့ဒါတွေမထင်ဟပ်ဖဲနဲ့စိတ်နဲ့တွေ့တဲ့အာယုံတွေအားလုံးကိုဓမ္မယုံလို့ဒီလိုပြောတယ်နော်အဲ့ဒီတော့အာရမဏပစ္စည်းကိုမြတ်စွာဘုရားဟောတဲ့အခါမှာရူပယရဏံသက္ခုဝိညာဏဓာတုယတံတံမြုတ်တကာနေသဓမ္မနာအာရမဏပစ္စေနပစ္စယောဆိုပြီးတော့အဓိကမျက်စိနဲ့အဓိကဆက်ဆိုင်ပြီးတော့မျက်စိနဲ့သက္ခုပတာရကိုမှီပြီးတော့ရူပယုံကိုအမှီပြုပြီးတော့ဖြစ်တဲ့စိတ်ကလေးကိုအဓိကထားပြီးတော့မြတ်စွာဘုရားကဟောတယ်ရူပယတနာအစဉ်အာယုံလို့ဆိုတဲ့ရူပယတနာသည်သက္ခုဝိညာဏဓာတုယသက္ခုဝိညာဏဓာတ်အား၎င်းတန်တမြုတ်တကနံထိုသက္ခုဝိညာဏဓာတ်နဲ့ရှင်တဲ့ဓမ္မနံစေတသိက်တရားတို့အား၎င်းအာရမဏပစ္စေနအာရမဏပစ္စယတတ္တိဖြင့်ပစ္စယောဥပကာရကောခြေစုပြုတတ်သည်ဟောတိဖြစ်ဒီလိုဆိုလိုတာအဲ့တော့ဆိုလိုတာကမြင်သိဆိုတဲ့စိတ်ကလေးပေါ်လာတာဟာရူပယုံမရှိဘဲနဲ့ပေါ်လို့မရဘူးလို့ပြောတာနော်ဆိုပါစို့gas မီးချစ်တဲ့ကမီးတောက်ကလေးပေါ်လာတာဟာဖိချစ်မှုဆိုတာလေးမရှိဘဲနဲ့ပေါ်ပါမလားသူ့ဘာသူ gas မီးချစ်လေးဒီတိုင်းထားရင်မီးမတောက်ဘူးအကြောင်းတစ်ခုထပ်ပြီးတော့လူတယောက်ကဖိပြီးတော့ချစ်လိုက်မယ်အထဲထဲမှာလည်း gas ကလည်းရှိနေတယ် condition တွေစုံသွားပြီဆိုလို့ရှိရင်မီးတောက်ကလေးပေါ်လာတယ်လို့ပဲဒီမှာလည်းပဲသက္ခုပတာရဆိုတဲ့ပတာရအပေါ်မှာရူပယုံဆိုတဲ့အာယုံနမိတ်ကလေးလာထင်လိုက်တာနဲ့တပြိုင်နက်သက္ခုဝိညာဉ်စိတ်ကလေးပေါ်လာတယ်ဒီစိတ်ကလေးကိုဓတ္တနစိတ်မြင်တဲ့စိတ်လို့ပြောတာမြင်တယ်လို့ဆိုပေမဲ့လို့သူဘာမြင်တယ်ဆိုတာမသိနိုင်သေးဘူးအဲ့ဒီအချိန်မှာဥပမာပဲပန်းပွင့်ကလေးတစ်ပွင့်ကိုကြည့်လိုက်လို့ပန်းပွင့်လေးနဲ့ဒီမျက်စိလေးနဲ့တိုက်ဆိုင်သွားမှုလေးဒီပန်းပွင့်ဆိုတဲ့အာယုံလေးကိုရယူမှုလေးတင်သူမြင်တယ်လို့ပြောတာပါဇက်ကမြင်တယ်လို့ပြောတဲ့အဆင့်ကြတော့စိတ်ပေါင်းများစွာဖြစ်ပြီးမှပြောလို့ရတယ်ဒီစိတ်လေးကသူကဘာမှမသိသေးဘူးဆိုလိုတာကအမြင်တကားကိုစဖွင့်လိုက်တဲ့သဘောလေးလောက်ပဲရှိသေးတယ်နော်သူဘာမှသိသေးတာမဟုတ်သေးဘူးသူ့ရဲ့ဘာလို့လဲဆိုအင်မတန်အားနေတယ်ဒါစိတ်ဖြစ်ရှင်လေးကိုကြည့်ရမယ်အဲ့ဒီသက္ခုပတာရသက္ခုဝိညာဉ်စိတ်ကလေးကရူပယုံကိုမြင်တယ်လို့ဆိုတဲ့နေရာမှာပစ္စုပန်ရူပယုံကိုသာမြင်လို့ရတယ်ပစ္စုပန်ဆိုတာအခုလောလောဆယ်ဖြစ်တယ်အကြောင်းကိုဆွဲပြီးတော့ဖြစ်လာတယ်ဆိုတာကြည့်ပန်းပွင့်လေးတစ်ပွင့်ကိုမြင်တယ်ဆိုတာဆိုပန်းပွင့်လေးတစ်ပွင့်သည်ပထမဘယ်မှာလာပြီးတော့ reflect ဖြစ်တယ်လေမျက်လုံးထဲမှာ reflect လာဖြစ်တယ်
အဲ့ဒီ reflex လာဖြစ်တာဒီတိုက်ခိုက်မှုတစ်ခုနော်တိုက်ခိုက်လိုက်တာနဲ့တူတူပဲဥပမာပဲစီကိုဒုတ်ကလေးနဲ့ရိုက်လိုက်တဲ့အခါကျတော့အတန်ထွက်လာတယ်လို့ပဲဒီအဆင်းအာယုံလေးကမျက်လုံးကိုလာပြီးတော့ reflect ဖြစ်လိုက်တာနဲ့တပြိုင်နက်သူကအသိစိတ်လေးပွားနေပေါ်လာတာမန်အားဖြင့်ကြည့်မယ်ဆိုရင်ရူပါယုံကမျက်စိကိုလာတိုက်တာဘာမှမရှိဘူးလို့ဒီလိုထင်ကောင်းထင်မယ်ဒါပေမဲ့တိုက်ခိုက်မှုလေးပဲအဲ့ဒါလေးထိခိုက်လာမှုလေးပဲအာယုံကဒီမှာလာထင်ဟတ်တာဒီထိခိုက်မှုအမတန်တိမ်မွေးတဲ့ထိခိုက်မှုပင်ဖြစ်စေကမူမြင်သိစိတ်ကလေးကိုပေါက်ဖွားစေနိုင်တယ်သူကဒါဖြင့်မြင်သိစိတ်ကလေးကမြင်သိစိတ်ကလေးစက္ခုဝိညာဉ်စိတ်ကလေးကဘယ်နားမှာရှိနေတာတော့စက္ခုပတာဒရုပ်ထဲမျက်လုံးထဲမှာရှိနေတာလားလာပြီးတော့တိုက်တဲ့ရူပါယုံထဲမှာရှိနေလားဆိုဘယ်မှမရှိဘယ်လိုဥပမာနဲ့နားလည်ရတော့ဆိုလို့ရှိရင်စီကိုဒုတ်ကလေးနဲ့ရိုက်လို့စီတီးလို့ဒုတ်ကလေးနဲ့ဥမာမဲ့စီကိုရိုက်နေတယ်ဆိုလို့ရှိရင်အဲ့ဒီအတန်ဒီစီထဲမှာရှိတာလားသို့မဟုတ်ဒုတ်ထဲမှာရှိတာလားလို့မေးမယ်ဆိုရင်စီထဲမှာလည်းမရှိဘူးဒုတ်ထဲမှာလည်းမရှိဘူးဒါဖြင့်ဘယ်ကနေရောက်လာတာတော့ဆိုစီနဲ့ဒုတ်နဲ့ပေါင်းမိသွားလို့ထိခိုက်မှုစွမ်းအားကြောင့်ပေါ်လာတဲ့အတန်မျှတာဖြစ်တယ်အဲ့တော့ဒီစက္ခုဝိညာဉ်စိတ်လေးကဘယ်မှာရှိနေတာမှမဟုတ်ဘူးဒီအာရမဏအာယုံကြောင့်ပေါ်လာတယ်ဆိုတာဘယ်လောက်ထင်ရှားတော့နော်ပန်းကလေးတစ်ပွင့်ကိုကြည့်လိုက်တယ်အဲ့ဒီပန်းကလေးကမျက်လုံးကိုလာပြီးတော့ထင်ဟလိုက်တာဟာတိုက်ခိုက်လိုက်တာပဲထိခိုက်လိုက်တာပဲအဲ့ဒီထိခိုက်မှုစွမ်းအားကြောင့်မြင်သိစိတ်ဆိုတဲ့စက္ခုဝိညာဉ်စိတ်လေးပေါ်လာတယ်တစ်ခါထိတစ်ခါပေါ်မယ်တစ်ခါထိတစ်ခါပေါ်မယ်နှစ်ခါထိနှစ်ခါပေါ်မယ်ပေါ်ပြီးရင်ပျောက်သွားပြီသူကပန်းလို့ तू မသိဘူးသို့တော့မျက်စိထဲမှာလာပြီးတော့ထင်လိုက်တာလေးကို तू ယူလိုက်တယ်ဒီစက္ခုဝိညာဉ်စိတ်လေးကအဲ့တော့ဒီရူပါယုံလေးကမျက်စိထဲမှာလာပြီးတော့ထင်ဟပ်မှုမရှိဘူးဆိုလို့ရှိရင်မြင်သိစိတ်ပေါ်နိုင်ပါမလားမပေါ်နိုင်ဘူးဒါကြောင့်မို့ရူပါယုံလေးဒီမျက်စက္ခုဝိညာဉ်စိတ်ကလေးမြင်သိစိတ်ကလေးပေါ်ဖို့ရာအတွက်သူကကြီးမားတဲ့စွမ်းရည်တတ္တိတစ်ခုပေးလိုက်တာလို့ပြောတာဒီမြင်သိစိတ်ကလေးကိုမှီပြီးတော့စက္ခုဝိညာဉ်စိတ်ကလေးကဘွားကနေပေါ်လာသူမပါရင်ပေါ်လို့မရဘူးလို့ဆိုလို့မျက်စိကြီးကတော့ရှိနေတာပဲလေဥမာပဲမိတ်ထားတယ်မျက်စိကိုဘာမှလာမထင်ဘူးဆိုမြင်သိစိတ်ပေါ်ပါမပေါ်ဘူးအပြင်ဘက်ကအာယုံတစ်ခုနဲ့ဒါကြောင့်မို့တုတ်တန်ဒီမှာလဲမြတ်စွာဘုရားကစက္ခုံစပဋိစ္စရူပိစ္စဥပ္ပစ္စတိစက္ခုဝိညာဏဒီလိုပဲဟောတာပဲဟုတ်လားမျက်စိနဲ့ရူပါယုံနှစ်ခုဆုံမိလိုက်တဲ့အခါမှာတဲ့ဒီနှစ်ခုဆုံမိမှုကိုအကြောင်းပြုပြီးတော့မြင်သိစိတ်လေးပေါ်လာတာပါလို့မြတ်စွာဘုရားဟောတယ်စီနဲ့ထုံးနဲ့ရိုက်လိုက်လို့အတန်ပေါ်လာတယ်ဒီသဘောကိုပြောတာနော်ဒီသဘောလေးပေါ်ပြောလာအဲ့တော့ဒုက္ခဘာနဲ့တူတုံးဆိုအာယုံနဲ့တူတယ်စီမျက်နှာပြင်ကဘာနဲ့တူတုံးဆိုစက္ခုပတာရယုံနဲ့တူတယ်ဟောဒုက္ခလေးကစီမျက်နှာပြင်ပေါ်ကြလိုက်တာနဲ့တပြိုင်နက်အတန်လေးပေါက်ဖွားမလာဘူးလားအဲ့တော့ဒုရဲ့အခန်းကဏ္ဍကိုသိရတယ်ဒုဆိုတဲ့ဒီအရာကနေလာထိခိုက်သည့်အတွက်ကြောင့်အတန်လေးဟာဖောလာတယ်ဒီအတန်လေးဒီဒုကိုမှီပြီးဆွဲပြုတ်ပြီးပေါ်ရတယ်လို့ဒီလိုပြောတယ်အဲ့ဒါအာရမဏတတ္တိပဲအာရမဏရဲ့တတ္တိဖြစ်ပေါ်လာတဲ့စိတ်ကလေးဒါဖြင့်ကောင်းပြီပန်းလေးတစ်ပွင့်ကိုကြည့်မယ်ဆိုရင်ဥပမာပဲပန်းအိုးထဲမှာပန်းကလေးတစ်ပွင့်ကိုကြည့်ထားတယ်မျက်စိထဲမှာပေါ်လာတဲ့ပန်းကလေးရဲ့ဒီအဆင်းအာယုံရဲ့သက်တမ်းကဘယ်လောက်ရှိလဲကြည့်နေမယ်ဆိုရင်ပန်းလေးတစ်ပွင့်ကပန်းအိုးထဲထည့်ထားမယ်တစ်ရက်ခံရင်တစ်နေ့ကုန်မြင်နေရမယ်နှစ်ရက်ခံရင်နှစ်ရက်လုံးမြင်နေရဘာမှမပြောင်းလဲဘူးလို့ဒီလိုထင်ကောင်းထင်လိမ့်မယ်နော်အဲ့တော့အဘိဓမ္မာသဘောအရပြောမယ်ဆိုလို့ရှိရင်ပန်းလေးဟာမျက်စိမှာပန်းဆိုတဲ့အဆင်းအာယုံလေးဟာမျက်စိကိုလာထိခိုက်လိုက်တဲ့မျက်စိထဲမှာလားပေါ်တဲ့ဒီရူပါယုံလေးရဲ့တက်တန်းဟာဘယ်လောက်ပဲရှိတုံးဆိုလို့ရှိရင်နားလေလွယ်အောင်လို့ပြောမယ်သူကအဘိဓမ္မာဆိုလို့ရှိရင်စိတ်18ချက်နဲ့ညီမျှစိတ်18ချက်ပဲအသက်ရှိတယ်သူ့အသက်သူ့ရဲ့ဒီတက်တန်းလေးဟာစိတ်18ချက်နဲ့ညီမျှတယ်ဆိုလိုတာကဘာကိုပြောတာတုံးဆိုလို့ရှိရင်စက္ကန့်ပေါင်း51စိတ်တစ်ခုမှာစက္ကန့်တစ်ခုလို့တွက်ကြည့်လိုက်စိတ်တစ်ခုမှာစက္ကန့်3ခုနဲ့တွက်ကြည့်လိုက်စိတ်18ခုဆိုလို့ရှိရင်
စက္ကန့်ပေါင်းဘယ်လောက်ဖြစ်မလို့51စက္ကန့်အဲ့ဒီမျက်စိထဲမှာလာထင်ဟတ်တဲ့အစင်းရူပါယုံလေးရဲ့သက်တမ်းဒီ51စက္ကန့်ပဲရှိတယ်ဒီလိုဆိုလို့ခဏငယ်51စက္ကန့်ပဲရှိတယ်စက္ကန့်နဲ့ပြောမယ်ဆိုရင်ဒါနားလည်အောင်ပြောတာဒီတူတယ်လို့မှတ်ထားပါပို့ပြီးတော့ရှင်းအောင်လို့51စက္ကန့်စက္ကန့်3ခုသည်စိတ်တစ်ခုစက္ကန့်3ခုသည်စိတ်တစ်ခုနှုံနဲ့ထွက်လိုက်လို့ရှင်စိတ်ပေါင်း18ချက်ချုပ်ပြီးတော့ဖြစ်ပြီးပြတ်သွားပြီးဒီရူပါယုံလေးကသက်တမ်းကအဲ့ဒါလောက်ရှည်တယ်လို့ဒီလိုပြောတာရုပ်အသက်ကရှည်တယ်စိတ်အသက်ကတိုးတယ်အဲ့တော့ကြည့်မယ်ဆိုလို့ရှိရင်ဒီပန်းမွင့်လေးကမျက်စိနဲ့ပေါ်လာတဲ့ဟာသက်တမ်းမရှိဘူးလို့ထင်ကောင်းထင်လိမ့်မယ်အခုပြောတဲ့ဒီရူပါယတနံသက္ကဝိညာဏဓာတုယတန်တံမြုတ်တကနိသဓမ္မနံအာရမဏပစ္စေနပစ္စယောလို့ခြေဆုပြုလိုက်တဲ့ဒီမျက်စိထဲမှာလာပြီးတော့ထင်ဟတ်တဲ့ပန်းပွင့်လေးဆိုတဲ့ရူပါယုံလေးရဲ့တက်တန်းသည်စက္ကန့်ပေါင်း51ဆိုရင်ပြီးသွားပြီပြတ်သွားတယ်နောက်တစ်ခါမြင်တာနောက်တစ်ခုသူ့ရဲ့တက်တန်းကဒါပဲပစ္စုပန်ဒီသက္ကဝိညာဉ်စိတ်လေးကအဲ့ဒီတက်တန်းကာလရှိနေတာကိုပစ္စုပန်လို့ခေါ်တယ်1စက္ကန့်ကနေပြီးတော့51ထိအောင်သူ့ဒီတက်တန်းလေးအတွင်းကိုဒါပစ္စုပန်လို့ခေါ်တယ်ဒါပစ္စုပန်ရူပါယုံကိုမြင်တယ်လို့ပြောတာအဲ့ဒါကိုပြောတာနော်ပစ္စုပန်ရူပါယုံအဲ့ဒီ51စက္ကန့်စေ့သွားတာနဲ့တပြိုင်နက်ဒါချုပ်သွားပြီမရှိတော့နောက်ထပ်ပြန်နာကတွေးပြီးတော့ကြည်တာနောက်ကစိတ်ကနေပြန်တွေးပြီးတော့ကြည်တာပြန်တွေးကြည့်တဲ့အဆင်းအာယုံသည်သူက concept လို့ခေါ်တယ်စိတ်ထဲရဲ့ကြံတွေးချက်သာဖြစ်သွားအစစ်မဟုတ်တော့အစစ်ရဲ့သက်တမ်းလေးက51ချက်ပဲရှိတယ်အဲ့ဒါပြီးတာနဲ့သူကချုပ်သွားပြီဒါပြန်ကြည့်ရင်တော့ပြန်မြင်တာပေါ့တခါကြည့်ရဲ့သက်တမ်းလေးကိုပြောတာနောက်ထပ်ကြည့်တာနောက်ထပ်သက်တမ်းနောက်ထပ်ကြည့်ရင်နောက်ထပ်သက်တမ်းမယမနာကြည့်နေသူ့သက်တမ်းလေးကဒီတိုင်းပဲသွားနေမှာပဲ51ပြည့်ရင်ပြတ်သွားပြီနောက်ထပ်51ပြည့်သွားရင်ပြတ်သွားပြီအစ51ပဲထိတဲ့ပို့ပြီးသက်တမ်းမရှိဘူးသူကဒါလေးတွေကိုမြင်နိုင်သလားလို့ဆိုမမြင်နိုင်ဘူးအဘိဓမ္မာသဘောအရနဲ့တာမန်နဲ့မမြင်နိုင်ဘူးသို့တော့ဝိပဿနာဉာဏ်ထက်မြက်ပြီးတော့လာတဲ့ပုဂ္ဂိုလ်တွေကြတော့ဒီဟာထိအောင်မြင်လာနိုင်တယ်တဲ့ဒီလောက်လှင်းလင်းမြန်မြန်ပျက်စီးနေတယ်ဆိုတာတွေကိုနောက်ကြတော့သဘောပေါက်လာနိုင်တယ်ဆိုပါစို့တာမန်ဒီတမာရီကောင်းကောင်းရပြီးတော့ဝိပဿနာဉာဏ်လေးတက်လာတဲ့ယောဂီတွေမှာဘယ်လိုထိအောင်မြင်လာတော့ဆိုလို့ရှိရင်ကြည့်ရတာတို့နာတာတို့ပေါ်လာတဲ့အခါမှာတာမန်ကြည့်ရင်ရရင်ဒလစကြီးရနေတယ်ထင်တယ်နော်ပင်ကိုလူတွေကရရင်ကုတ်လိုက်တာပဲသူရတဲ့နေရာလေးကိုစိုက်ပြီးတော့ချိလိုက်မယ်ဆိုရင်အဲ့ဒီရမှုလေးဒီပေါ်လိုက်ပြောက်လိုက်ပေါ်လိုက်ပြောက်လိုက်ဆိုတော့တွေ့ရလိမ့်မယ်သွားကြိုက်နေတဲ့အခါမှာသွားကြိုက်တာမလေးနာလိုက်တာဆိုပြီးတော့ဒါဖြစ်နေတေချာသွားကြိုက်တာကိုအာယုံစူးစိုက်ပြီးတော့ကြည့်လိုက်မယ်ဆိုရင်ကြိုက်လိုက်ပြောက်လိုက်ကြိုက်လိုက်ပြောက်လိုက်နာလိုက်ပြောက်လိုက်နာလိုက်ပြောက်လိုက်ပဲသူဟာအဲ့ဒီသူ့မှာသူအပိုင်းအပြတ်နေတာသူ့ရဲ့မိုးမင်္ဂလေးနဲ့သူရှင်းတာဒလစကြီးဖြစ်နေတာမဟုတ်ဘူးထို့တူပဲမျက်စိကမြင်ရတဲ့အဆင်းအာယုံလေးရဲ့သက်တမ်းဒီ51စက္ကန့်သို့မဟုတ်51ခဏငယ်51ရှိတယ်အဲ့ဒီပစ္စုပန်ရူပါယုံဆိုတဲ့မျက်စိထဲမှာလာထင်ဟပ်လာတဲ့အာယုံလေးနဲ့စိတ်ပေါင်းဘလောက်အလုံးလုံးသွားကြသလဲဆိုရင်စိတ်ပေါင်း18ခုအလုံးလုံးသွားတယ်အဲ့ဒီစိတ်ပေါင်း12ခုသည်18ခုသည်ဟောဒီရူပါယုံဆိုတဲ့အတွေးအာယုံကြိုးတန်းလေးနဲ့သူတို့ရှင်သန်သွားကြရူပါယုံဆိုတဲ့ကြိုးတန်းလေးကိုဆွဲပြီးတော့ပေါ်လာကြတာအကုန်လုံးဒီတဲ့ပဲမြတ်စွာဘုရားကရူပယတနံသက္ကဝိညာဏဓာတုယတန်တမေတ္တကနိသဓမ္မနံအာရမဏပစ္စေနပစ္စယောလို့ဒီလိုဟောတာသက္ကဝိညာဉ်စိတ်ပေါ်ပုံလေးကိုဟောတာဒါလေးကဲသက္ကဝိညာဉ်စိတ်ရဲ့ရှေ့မှာဘာစိတ်ရှိတုံးလို့ဆိုလို့ရှိရင်စဉ်းစားကြည့်ပေါ့ process ဆိုတာနေရာတိုင်းမှာရှိတယ်ဒါလေးကတဘာဝကိုသေချာကြစဉ်းစားကြည့်မျက်စိတဲကိုအာယုန်လေးကတိုက်လာချင်းမြင်တာမဟုတ်ဘူးဆင်ခြင်မှုဆိုတာလေးပါသေးတယ် attention ပေါ့အာယုံစိုက်လိုက်တာလေးတစ်ခုပါလာမယ်အဲ့ဒီမျက်စိပေါ်မှာအဆင်းအာယုံလေးကလာဆုံလိုက်တဲ့အခါမှာအာယုံစိတ်တဲ့စိတ်ကလေးကအရင်ပေါ်တယ်မြင်တဲ့စိတ်ကနောက်မှလာ
ဒါကြောင့်မို့လို့လူတွေပြောကြတယ်မဟုတ်လားဟိုအထူးသဖြင့်လိမ်ညာစီးတဲ့အခါကြလို့ရှိရင်လေ May I have your attention please ကျေးဇူးပြု၍နားဆင်ပါဆိုညမဆိုကြားကြမှာကြားတာလေအဲ့ဒါ attention ပဲအဲ့ဒီ attention လေးကိုဘာခေါ်တော့လို့ဆိုရင်ပင်စဒွါရာဝိဇ္ဇံလို့ခေါ်တယ်အဝိဇ္ဇနာလို့အတူခေါ်လိုက်မခေါ်တတ်လို့ရှိရင်အဝိဇ္ဇနာဆိုတာဟိုနှလုံးသွင်းစိတ်လို့ပြောရမယ်ဟိုလိုတရားနှလုံးသွင်းတဲ့စိတ်မဟုတ်ဘူးအာယုံကိုတကားဖွင့်ပေးတဲ့စိတ်ကိုပြောတာနော်အဲ့ဒီအာယုံကိုတကားဖွင့်ပေးတဲ့စိတ်ကလေးကိုဘာလို့ခေါ်တော့ဆိုရင်မနောဓာတ်လို့ခေါ်တယ်စာပေမှာမနောဓာတ်လို့ခေါ်တယ်ဒါကြောင့်မို့ရူပယတနံတတ္တယတနံဂန္ဓယတနံရတ္တယတနံဖုတ္တပယတနံမနောဓာတုယတံတမြုတ်တကနိသဓမ္မနာအာရမဏပစ္စေနပစ္စယောဆိုပြီးနောက်နားလေးမှာဟောတယ်အဲ့တော့မျက်စိကရူပယုံလေးကတိုက်ဆိုင်လိုက်တာနဲ့တပြိုင်နက်ဘသူအရင်ဝင်လာတော့ဆိုမနောဓာတ်ဆိုတဲ့အဝိဇ္ဇံစိတ်ကလေးအရင်ဝင်လာတယ်သူကမျက်စိမှာလာတိုက်လည်းပဲသူအရင်ပေါ်တယ်နားမှာအတန်ကလာတိုက်လည်းသူအရင်ပေါ်တယ်နှာခေါင်းမှာအနံ့လာတိုးလည်းသူအရင်ပေါ်တယ်လျှာမှာအရသာနဲ့တွေ့လည်းသူအရင်လာပေါ်တယ်ခန္ဓာကိုယ်မှာလာတစ်ခုခုထိရင်လည်းသူအရင်ပေါ်လာတယ်သူကတကားဖွင့်ပေးတဲ့စိတ်ဆိုလိုတာက new object ကို welcome လုပ်တယ်ပေါ့ဟုတ်ကလား object တစ်ခုကိုကြိုဆိုလိုက်တာပဲဒီ object ကအသစ်ဝင်လာတဲ့ object လေအသစ်ဝင်လာတာငကိုရှိတဲ့ object မဟုတ်ငကိုလူမွေးရပါ object ကဘာတော့ဆိုရင်ပရိသေရိစိတ်ရဲ့ object ကမွေးရပါတရေစိတ်ကဘဝင်စိတ်အိတ်နေတဲ့အချိန်ကမွေးရပါဒါမို့ပရိသေရိစိတ်ဘဝင်စိတ်သုတိစိတ်တွေရဲ့ object ဒီတသက်တာမှာပြောင်းလို့မရဘူးဘဝဆိုတာဒါပဲသို့တော့ဉာဏ်နဲ့ object တွေကအခုပစ္စုပန်နဲ့ဆိုင်နေပစ္စုပန်နဲ့ဆိုင်နေပစ္စုပန်အချိန်မှာလူတွေမှာဒီအာယုံကိုယူတတ်တဲ့ဒီအင်္ဂါရက်တွေရှိသည့်အတွက်ကြောင့်ထို့အင်္ဂါရက်တွေနဲ့ပြင်ဘက်ကအာယုံတွေနဲ့သွားပြီးတော့ဆက်သွယ်တယ်ပရိစ္ဆေသမုပ္ပါလည်းဒါဟောတာပဲတတ္တရဏပစ္စယဖတ်တော်ဆက်သွယ်မိသွားတာအဲ့တော့မျက်စိတွေကိုလာပြီးတော့အဆင်းအာယုံလေးလာထိလိုက်တာနဲ့တပြိုင်နက်ခုနကအဲ့ဒီအာယုံကို attention လုပ်တဲ့စိတ်ခရူးဆိုင်လိုက်တဲ့စိတ်နှလုံးသွင်းလိုက်တဲ့စိတ်စိတ်ထဲမှာထဲလိုက်တဲ့စိတ်ကအဝိဇ္ဇနာစိတ်လို့သူကမျက်စိမှာတည်းမဟုတ်ဘူးမျက်စိနားနှာခေါင်းလျှာကိုယ်ငါးဓွာရလို့ခေါ်တယ်ဓွာရဆိုတာတကားလူရဲ့ခန္ဓာကိုယ်မှာလည်းပဲဒါတကားပေါက်လို့ပြောတာပဲเนาะပြင်ပအာယုန်တွေဝင်လာတဲ့တကားပေါက်တွေပဲဒီတကားပေါက်တွေမရှိရင်မဝင်နိုင်ဘူးပြင်ပအာယုန်တွေဝင်လာတဲ့တကားပေါက်တွေအဲ့ဒီပြင်ပအာယုန်တွေဝင်လာတဲ့တကားပေါက်ကနေပြီးတော့အစ်စ်ပြင်ဘက်ကနေပြီးတော့အာယုန်တစ်ခုဝင်ပြီးတော့တိုက်လိုက်တာနဲ့တပြိုင်နက်ပထမဆုံးဆင်ញင်တဲ့စိတ်ကလေးပေါ်တယ်အဲ့ဒီဆင်ញင်တဲ့စိတ်ကလေးကိုအဝိဇ္ဇနာလို့ခေါ်တယ်အဲ့ဒါကိုငါးဓွာရမှာဆင်ញင်တာဖြစ်သောကြောင့်ပင်စဓွာရအဝိဇ္ဇနာတဲ့နော် attention consciousness in phaito ညာတော့အပြင်ပြန်ကြတာ adverting consciousness in phaito လို့အဲ့လိုပြန်ကြတယ် phaito မှာ attention လုပ်တာ attention ဆိုတာပိုးထင်ရှားတယ်နော် attention လုပ်လိုက်တယ်အဲ့ဒီ attention လုပ်ပြီးတဲ့အခါကျတော့မှမြင်သိစိတ်ဆိုတာလေးပေါ်လာနိုင်တယ်ကဲမြင်သိစိတ်ကလေးကပေါ်လာပြီမြင်သိစိတ်ကလေးပေါ်လာတာ attention လုပ်တဲ့စိတ်ကဘယ်မှာရှိနေတာတုံးလို့မေးမယ်ဆိုလို့ရှိရင်သူကဟရိယဝတ္ထုဆိုတဲ့တခြားမိယာတစ်ခုမှသူရှိနေတယ်ဟရိယဝတ္ထုမှာရှိတယ်ဟရိယဝတ္ထုကိုမှီပြီးတော့ဖြစ်တယ်ဝတ္ထုယုတ်6ပါးရှိတယ်စက္ခုသောတာခန္ဓာဇီဝကာယဟရိယလို့ဆိုပြီးတော့ဟရိယဆိုတာဉာဏ်နဲ့စိတ်တွေရဲ့မိယာဝတ္ထုလိုပဲဒီလိုပဲမှတ်ထားအဲ့ဒီမှာဒီ attention လုပ်တဲ့စိတ်ကလေးကပစ္စဒရဝိဇ္ဇံစိတ်လေးကဟရိယဝတ္ထုအဲ့ဒီဟရိယဝတ္ထုမှာခဝင်စိတ်ရဲ့အစဉ်ကိုဖြတ်တောက်သွားပြီးတော့သူကပေါ်လာတယ်အသက်အာယုံဝင်လာသည့်အတွက်ကြောင့်သူကအသက်အာယုံမဝင်ခင်ကတော့မူလအမြဲတမ်းသွားနေမှာပဲအသက်ဝင်လာရင်တစ်မျိုးဖြစ်တာပဲအသက်မဝင်လို့ရှိရင်
ဒီပရိသေစိတ်ကစိတ်အစဉ်ကသွားနေသူကတော့ non stop သို့တော့အတိတ်အာယုံဝင်လာတာနဲ့သူကခတ်တောက်ဖြစ်သွားပြတ်ထွက်သွားဘာလို့လဲဆိုရင်အတိတ်အာယုံရဲ့ဖိအားကြောင့်သူကပြတ်သွားပြီးနောက်ထပ်အာယုံအတိတ်နဲ့ဆက်တဲ့စိတ်တွေပေါ်လာဒီလိုနားလဲရမှာနော်ဘဝင်စိတ်အစဉ်ကပြတ်ထွက်သွားတာအဲ့ဒီချိန်လေးမှာပြတ်ထွက်သွားပြီးတော့ဒီအာယုံကိုနှလုံးသွင်းဆင်ခြင်တဲ့ပစ္စဒရဝိဇ္ဇာစိတ်လေးပေါ်လာတယ်ပြီးတော့မြင်သိစိတ်ကလေးစက္ခဝိညာဉ်စိတ်ပေါ်လာတယ်နောက်ပြီးတော့မြင်သိစိတ်တော့ဘာပေါ်တော့ဆိုရင်တမ္ပဋိသနာဆိုတဲ့လက်ခံတဲ့ဒီအာယုံကိုလက်ခံလိုက်တာခန္ဓာကိုယ်ကလည်းတခါတလေလက်ခံတာမှမဟုတ်ပဲစိတ်ကလည်းသူကလက်ခံတဲ့စိတ်ရှိသေးတယ်လက်ခံတဲ့စိတ်ရှိသေးတယ်လက်ခံလိုက်တယ်ဆိုတာအာယုံကိုအတိမပြုတ်လိုက်တာကိုပြောတာနော်အတိမပြုတ်လိုက်တဲ့တမ္ပဋိဆိုင်လေးပါဠိစာပေဆိုတော့ဒီပါဠိစာပေနဲ့မရင်းနှီးတဲ့ပုဂ္ဂိုလ်ဆိုရင်ဒီဝေါဟာရတွေကခက်တယ်ပေါ့တမ္ပဋိသနာဆိုတာလက်ခံစိတ်လို့ပဲဒီလိုပဲမှတ်လိုက်အာယုံအတိဝင်လာရင်လက်ခံလိုက်တယ်ပထမဟာကပြောမယ်ဆိုလို့ရှိရင်အဝိဇ္ဇနာဆိုတာတကားဖွင့်ပေးလိုက်တဲ့စိတ်စက္ခဝိညာဉ်စိတ်ဆိုတာမြင်တဲ့စိတ်တမ္ပဋိသနာဆိုတာလက်ခံတဲ့စိတ်အဲ့ဒီတမ္ပဋိသနာလို့ခေါ်တဲ့လက်ခံစိတ်ရဲ့တကားဖွင့်ပေးတဲ့စိတ်ရဲ့အဲ့ဒီစိတ်နှစ်ခုကိုမနောထလို့ခေါ်တယ်မနောထလို့ခေါ်တယ်သူတို့စွမ်းရည်တတ္တိတွေကအများကြီးမရှိဘူးသူတို့လုံနိုင်တာဒါပဲဒီတွေပုံမလုံနိုင်ဒါသူတို့ရှေ့ပိုင်းကလုံတာကဲကားမုန်းတတ်တဲ့လူတွေသိတယ်ဘက်ထရီကဘာလုံတာစတာတာဖွင့်လိုက်တဲ့အခါဘက်ထရီကဘာလုံတာအင်ဂျင်ကိုစလို့ရအောင်လုပ်ပေးတာမဟုတ်လားသူ့ရဲ့စွမ်းအားကလေဒီပုံစံမျိုးသူကလည်းအဲ့ဒီလိုပဲဖွင့်ပေးတာပဲရှိတာဖွင့်ပေးလိုက်တယ်ဖွင့်ပေးလိုက်တဲ့အခါကျတော့ဟောတမ္ပဋိသနာဆိုတဲ့စိတ်လေးပေါ်လာတယ်ပေါ်လာပြီးတဲ့နောက်သူကဒါတွေက automatically သွားတာဒါက order of mind စိတ်တနိယာမလို့ခေါ်တယ်ဘယ်သူကဘယ်စိတ်ပြီးရင်ဘယ်စိတ်ဖြစ်ရမယ်ဘယ်စိတ်ပြီးဘယ်စိတ်ဖြစ်ရမယ်ဆိုတဲ့ process က order of mind ပဲ mental order လို့ခေါ်တယ်စိတ်တနိယာမသူနိယာမနဲ့သွားနေတာရှိတယ်ကနိယာမနဲ့သွားနေတယ်ဆိုတာဒီပြနေရာတွေကြည့်ပေါ့ဆောင်းရသည်ပွင့်တဲ့ပန်းကဆောင်းလေးလည်းရောက်လာရောသူကဖူးလေးတွေပွင့်လေးတွေဖြစ်လာမိုးရသည်ပွင့်တဲ့ပန်းကလည်းမိုးလေးကျလာတာနဲ့အဖူးလေးပွင့်လေးဖြစ်လာဘယ်သူကခိုင်းနေတုံးသူတို့ဘယ်သူမှမခိုင်းမနဲ့မိုးလင်းနေကြီးကထွက်လာညနေကျဝင်သွားဘယ်သူကခိုင်းနေသူကမခိုင်းဘူး automatically ပဲ run နေတာတစ်ပင်နေလေဟေးဖူးကြဟေးပွင့်ကြဟေးလို့သွားနှိုးရသေးလားနှိုးရတာတော့လူတွေပဲမနဲ့တိုင်ကြအိပ်ပြော့နေတော့နှိုးရတယ်ဒီပြာတွေကဘိုင်းအော်ဒါပဲဟုတ်ကဲ့လားသူ့အကြောင်းနဲ့သူသွားပြီးတော့ဒီလိုနေကြတာစိတ်မှလည်းပဲစိတ်တဏှိယမဆိုတာရှိတယ်ဒါကိုအင်္ဂလိပ်လို process လို့ခေါ်တယ်ဝိထိလို့ပြောတာပါဠိစာပေစကားနဲ့ပြောရင်ဝိထိဖြစ်စဉ်တစ်ခုဝိထိဆိုတာအထူးဆန်းမဟုတ်ဘူးဘယ်ရာပဲဖြစ်စဉ်တစ်ခုနဲ့လာတာပဲဘုန်းကြီးတို့တွေရဲ့ခန္ဓာကိုယ်ကဘယ်ကစတာကလလရေကြီးလေးကစဒီကလလရေကြီးကဝုန်းကနေဖြစ်လာတာမဟုတ်ဘူးကလလရေကြီးဘဝနဲ့9ရက်ပြီးရင်ဘာဖြစ်လဲအဘုဒ္ဓဆိုတဲ့အဆင့်ကိုပြောင်းတယ်9ရက်အဘုဒ္ဓအဆင့်ကနေပြီးတော့ပေတိဆိုတဲ့အဆင့်ကိုပြောင်းတယ်9ရက်ဟော embryology မှာလည်းဒီတိုင်းပဲပြထားတာဗုဒ္ဓချမ်းသာနဲ့အတူတူပဲဒီလိုတက်လာဟောကြည်ပန်းပင်လေးတွေပဲကြည်လိုက်ပန်းပင်ကအပွင့်လေးပွင့်လာတယ်ဆိုတာချက်ချင်းပွင့်တာဟုတ်ကဲ့လားမဟုတ်ဘူးပထမအဖူးငုံသေးလေးပေါ်လာပြီးတော့မှအငုံကရင့်လာပြီးတော့မှပွင့်တာဒါ process စိတ်လည်းပဲဒီတိုင်းပဲ process ပဲနော်ပန်းပွင့်လေးတစ်ပွင့်မှာ process ရှိတယ်လို့ပဲစိတ်မှာလည်း process ရှိတယ်ရှိသည့်အတွက်ကြောင့်စိတ်ကို तू ကအပိုင်းလိုက်ခေါ်သွားတာစိတ်တွေအများကြီးတစ်စိတ်แท้လို့မခေါ်ဘူးသူ့ moment စိတ်တစ်မျိုးသူ့ moment အစိတ်တစ်မျိုးအဲ့ဒါလို့ပြောသွားတာကဲအာယုံလေးကလာပြီးတော့ခုနမျက်စိကိုပန်းပွင့်လေးကိုမြင်တယ်ဆိုပါစို့အဲ့ဒီပန်းပွင့်ဆိုတဲ့ရူပါယုံလေးကစက္ခုပ္ပတာရကိုလာထင်ဟပ်လိုက်တာနဲ့တပြိုင်နက်တကားဖွင့်ပေးတဲ့စိတ်ကလေးကဖြတ်ခနဲ့ဖွင့်လိုက်ပြီဖွင့်လိုက်တဲ့အခါမှာ तू ကဖွင့်ပြီးရင် तू သွားပြီမရှိတော့ဘူးသူ့ကိစ္စပြီးသွားပြီ तू ကဖွင့်ပေးရုံပဲဖွင့်ပေးပြီး तू ချုပ်သွားပြီချုပ်သွားတော့ तू ဖွင့်ပေးလိုက်တော့နောက်စိတ်ကနောက်က follow လိုက်လာတာဘယ်သူတုံးဆိုမြင်သိစိတ်စက္ခုဝိညာဉ်စိတ်လေးက follow လိုက်လာတယ်သူကလည်းပဲ3 second ပဲသွားပြီနော်3 second နဲ့သူလည်းချုပ်သွားပြီသူ
तू ကလည်းရှေ့စိတ်ဖြတ်သွားတာ तू မမြင်လိုက်ဘူးနောက်စိတ်ဖြတ်သွားတာလည်း तू မမြင်လိုက်အဲ့ဒါအနန္တရပစ္စယောဆိုတာအဲ့ဒါကိုပြောတာနော်အနန္တရပစ္စယောဆိုတာဒီစိတ်ကလေးတွေတစ်ခုနဲ့တစ်ခုခြားမှာဘာမှအခြားမရှိဘူးတစ်ခုပြီးတစ်ခုရှေ့စိတ်ကလေးကချုပ်သွားမှနောက်စိတ်ဖြစ်တယ်ဆိုတာအနန္တရပစ္စယောပဲအနန္တရပစ္စယောပါနားလည်သွားမယ်ဒီဟာကနော်ကြည့်မြင်သိစိတ်ကလေးကသူ့ဟာသူဖြစ်ပြီးသူ့တက်တန်းလေးနဲ့သူချုပ်သွားလို့ရှိရင်သူချုပ်လိုက်တာနဲ့တပြိုင်နက်နောက်စိတ်ကဘွားကနေပေါ်တယ်သူချုပ်ချင်းစီအကြောင်းအနန္တရတ္တိလို့ခေါ်တယ်သူနေရာဖယ်ပေးလိုက်တာနဲ့ဟိုကနေရာဝင်လာတာတောက်လျှောက်အစားဝင်လာဖယ်ပေးလိုက်ရင်အစားဝင်လာတာပဲချက်ချင်းပလင်းထဲမှာတစ်ခုထည့်ထားအရေးဖြစ်ဖြစ်ပါဖြစ်ထည့်အဲ့ဒီအရေးတွေသွန်ပြလိုက်ရင်ပလင်းထဲပါဝင်လာတာလေဝင်လာတာပဲတစ်ခုသွားရင်တစ်ခုလာမှာပဲသိကြတယ်နော်အဲ့လိုမျိုးလို့ပဲဒီမြင်သိစိတ်ကလေးဖြစ်ပြီးတော့လက်ခံတဲ့စိတ်ကလေးကမြင်သိစိတ်လေးချုပ်သွားတာနဲ့တပြိုင်နက်လက်ခံတဲ့စိတ်ကလေးပေါ်လာလက်ခံတဲ့စိတ်ကလေးကလည်းသူ့ရဲ့30စက္ကန့်ပြည့်ရင်ချုပ်သွားသူချုပ်သွားလိုက်တာနဲ့တပြိုင်နက်စုံစမ်းတဲ့စိတ်ကလေးပေါ်လာတန်တိရဏစုံစမ်းတဲ့စိတ်ကလေးပေါ်လာတဲ့အခါမှာဆုံးဖြတ်တဲ့စိတ်ကလေးပေါ်လာတယ်ဝုတ်ထောအဲ့ဒါလေးချုပ်သွားတဲ့အခါမှာအာယုံရဲ့အရာကိုခံစားတယ်ဆိုတဲ့စိတ်ကလေးကအာယုံပေါ်မှာထပ်ပြီးတော့အဲ့ဒီအာယုံဆိုတဲ့ကြိုးတန်းလေးပေါ်မှာသူကထပ်ဖြစ်တာဇောလို့ခေါ်တယ်သူကအရှိန်အဟုန်ကောင်းနဲ့ဖြစ်လာသူဘာလို့အရှိန်ရသွားတာတုံးဆိုရှေ့ဟာတွေကတွန်းအားတွေသူရလာတာရှေ့ကတွန်းအားတွေရှိတယ်အဲ့ဒါကြောင့်မို့လို့ပန်းမွင့်လေးပွင့်တယ်ဆိုတာရှေ့ကအဖူးလေးတုန်းကတွန်းအားလေးတွေရှိတယ်လေအဲ့ဒီတွန်းအားတွေနဲ့သူကပွင့်သွားတာရင့်လာပြီးတော့ပွင့်သွားတာအဲ့ဒီသဘောပဲအဲ့တော့နောက်ဆုံးဇောဆိုတာ9ခါဖြစ်ပြီးတော့ထိုဇောရဲ့အရှိန်ကြောင့်နောက်ကနေလိုက်ဖြစ်သွားတာတရားယုံလို့ခေါ်တယ်တချို့စာအုပ်တွေက registration လို့ပြန်တယ်မဟုတ်ဘူး registration retentive လို့ပြန်တာနည်းနည်းကောင်းသေးတယ်တရားယုံဆိုတာဇောရဲ့အာယုံကိုထပ်ပြီးတော့ခံယူတဲ့စိတ်အဲ့ဒီတရားယုံပြီးသွားတာနဲ့တပြိုင်နက်သူကစိတ်က18ချက်ပြည့်သွားစိတ်18ချက်ပြည့်သွားရင်ခုနကမျက်စိထဲမှာထင်ဟလာတဲ့ရူပါလုံးလေးကတက်တန်းစီလို့ပျောက်သွားပြီဒါပေမဲ့လူတွေကထပ်မြင်နေတော့ဒါလေးရှိနေသေးတယ်လို့ထင်နေတာဘယ်အရာမှမမြဲဘူးတချို့သိပ္ပံဆရာတွေကပြောတယ်လျှက်စစ်မီးဟာတစ်စက္ကန့်အတွင်းဘယ်နှခါငြိမ်းတယ်ဆိုတာသူတို့တွက်ထားရှိဒါပေမဲ့လူတွေကြည့်ရင်မီးငြိမ်းတယ်လို့ဆိုတာခုနလုံးဝဆက်ပြတ်သွားမှသိတယ်ဟောဒီဖန်ချောင်းလေးတွေမီးသီးလေးတွေထွန်းထားတာဒါdirect လင်းနေတာမဟုတ်ဘူးတဲ့ခြားထဲမှာရပ်သွားတဲ့အပိုင်းလေးတွေရှိတယ်ကြည့်လေဘုန်းကြီးတို့တွေပဲကြည့်အောင်ကိုယ့်10မိနစ်အတွက်မျက်တောင်ဘယ်နှခါခတ်လူတွေမှာမျက်တောင်ခတ်နေကြတာပဲအများအားမျက်တောင်ခတ်တဲ့အခါမှာမှောင်မသွားဘူးလားမှောင်သွားတယ်သို့တော်မြင်ကွင်းပျောက်သွားသလားမပျောက်ဘူးဘာဖြစ်လို့မပျောက်လဲမြန်လွန်အားချင်းလို့မြန်နေသည့်အတွက်ကြောင့်မျက်တောင်မျက်စိပိတ်သွားတာပဲမျက်တောင်ခတ်တယ်ဆိုတာမျက်စိပိတ်သွားတာပိတ်သွားပြီပိတ်တဲ့အတိုင်းတာလေးကသိပ်မြန်သည့်အတွက်ကြောင့်ကိုယ့်မျက်စိတွေပျောက်သွားတယ်လို့မထင်ရဘူးမြင်နေတာပဲလို့အောင်းမိတာငါကြည့်နေတာပဲလို့ပြောနေတာပဲလူတွေဟုတ်ကဲ့လားအဲ့တော့မှောင်သွားတာလေးကို तू သိလိုက်ကြလားမသိလိုက်ဘူးအဲ့ဒါမျိုးလိုပဲစိတ်တွေဟာတစ်ခုပြီးတစ်ခုပြောင်းပြီးတော့ဖြစ်သွားအဲ့ဒါလို့စိတ်အစဉ်တန်းတွေဟာဒီလိုဖြစ်ရတာဘယ်သူကြောင့်လို့ဆိုရင်အာရမဏပစ္စယောပေါ်လာတဲ့အာယုံလေးကြောင့်ဖြစ်တာတဲ့အဲ့ဒီမှာမနောဓာဒီရူပယရဏံတတ္တယရဏံကန္နယရဏံရတ္တယရဏံဖုဒ္ဓဘာယရဏံမနောဓာတုယတန်တမြုတ်တကနိသဓမ္မနံအာရမဏပစ္စေနပစ္စယောဆိုတာပစ္စဒရာတကားဖွင့်ပေးတဲ့စိတ်ရဲ့လက်ခံတဲ့စိတ်ရဲ့အဲ့ဒီနှစ်ခုကိုရည်ညွှန်းပြီးတော့ပြောတာတဲ့ကြံတဲ့စိတ်တွေကိုရည်ညွှန်းပြီးတော့တပ္ပိဓမ္မာမနောဝိညာဏဓာတုယတန်တမြုတ်တကနိသဓမ္မနံအာရမဏပစ္စေနပစ္စယောတပ္ပိဓမ္မာကျန်တာတွေအားလုံးလို့ပြောလိုက်ကျန်တာဆိုတာဘယ်လောက်ကျန်တုံးလို့တွက်ကြည့်လိုက်မယ်ဆိုရင်ခုနတုန်းကသက္ခုဝိညာဉ်စိတ်သောတာဝိညာဉ်စိတ်ကာဏဝိညာဉ်စိတ်ဇီဝဝိညာဉ်စိတ်ကာယဝိညာဉ်စိတ်10ခုဟုတ်လားအဘိဓမ္မာသင်မှုတဲ့ပုဂ္ဂိုလ်ကဒီဝိညာဉ်စိတ်ဟာ10ခုရှိတယ်နော်အဲ့ဒီ10ခုပြီးတဲ့အခါကျတော့အဝိဇ္ဇံစိတ်ရယ်နောက်ပြီးတော့တမ္ပတိဆိုင်က2ခုရယ်ပေါင်းလိုက်တော့အဲ့ဒီက3ခု10ခုရယ်3ခုရယ်ပေါင်းတော့73ခုကျန်တာဆိုတာကျန်တဲ့ဟာတွေကုန်
စိတ်89တဲ့ကျန်တာတွေဒီလိုဆိုလို့နော်ကျန်တဲ့ဒီနေရာမှာသဗ္ဗေဓမ္မမနောဝိညာဏဓာတ်ကိုပြောတာလေကျန်တဲ့အဲ့ဒီသဗ္ဗေဓမ္မဆိုတာကျန်တဲ့အာယုန်တွေဘာအာယုန်ပဲဖြစ်ဖြစ်လို့ပြောတာနော်ရူပယုံပဲဖြစ်ဖြစ်တတ္တယုံပဲကဏ္ဍယုံပဲဖြစ်ဖြစ်ရတ္တယုံပဲဖြစ်ဖြစ်ဓမ္မယုံပဲဖြစ်ဖြစ်တရားအလုံးဒီမနောဝိညာဏဓာတုရမနောဝိညာဏဓာတ်ဆိုတာဘာတွေပြောတာတော့ခုနကတန်တိရဏတို့ဝုထောတို့ဇောတို့ဒရာယုံတို့ကျန်တာတွေအလုံးကိုပြောလိုက်တာအဲ့ဒီမှာစက္ခုဝိညာဉ်စိတ်လေးကိုဘာဖြစ်လို့သီးသန့်ထုတ်ပြီးတော့မြတ်စွာဘုရားဟောရအောင်ဆိုရင်သူသိနိုင်တာဒီအာယုန်တစ်ခုတည်းပဲရှိတယ်ကျန်တဲ့စိတ်တွေအကုန်သိတယ်ဒီလိုဆိုလို့တယ်ဟုတ်လားကြည့်ပိစ္ဆဒရဝေဇံဆိုတဲ့လက်ခံစိတ်ပိစ္ဆဒရဝေဇံဆိုတဲ့တကားဖွင့်ပေးတဲ့စိတ်သံပတိဆိုင်ဆိုတဲ့ဒီလက်ခံစိတ်အဲ့ဒီလက်ခံစိတ်ဆိုတဲ့မနောဓာတ်တွေဟာရူပယုံတတ္တယုံကဏ္ဍယုံရတ္တယုံဖုတ္တပယုံဒီအာယုံ၅ပါးကိုသူတို့ခံယူနိုင်စွမ်းရှိတယ်စက္ခုဝိညာဉ်စိတ်ကရူပယုံတစ်ခုတည်းကိုသိတယ်ကျန်တဲ့တန်တိရဏစတဲ့စိတ်တွေကြတော့အာယုံ6ပါးလုံးသိတယ်လို့ပြောတာရူပယုံကိုလည်းသိတယ်တတ္တယုံကဏ္ဍယုံရတ္တယုံဖုတ္တပယုံတို့ကိုလည်းသိတယ်အကုန်လုံးသိတယ်ကျန်တဲ့အာယုံတွေအကုန်သိနိုင်တယ်အဲ့ဒါကြောင့်မို့လို့စိတ်မှန်လို့ရှိရင်အာရမဏရဲ့စွမ်းရည်တတ္တိဟာလူတွေရဲ့အတွေးလေးဟာအာယုံကြိုးတန်းကလေးနဲ့ရှောက်နေတယ်လို့ကိုယ်စိတ်ထဲမှာဒီလိုတွေးကြည့်လေလူတွေကတခုအာယုံလေးစိုက်ပြီးတော့ကြည့်နေကြတယ်မျက်စိကနေကြည့်ပြီးတော့မြင်နေကြတဲ့အချိန်လေးမှာတဏှာကဓောက်ခနဲ့လို့ကြားလိုက်ရင်စိတ်ကအဲ့ဒီရောက်သွားပြန်တယ်အဲ့ဒီအာယုံကြိုးတန်းကိုပြောင်းပြီးတော့ရှောက်ပြန်တယ်ဟုတ်လားဓောက်ခနဲ့ကြားလိုက်တာနဲ့အတန်အာယုံပဲအတန်စီကိုစိတ်ကရောက်သွားပြီအဲ့ဒီအတန်ကိုစိတ်ကရောက်သွားတဲ့အခါဒီမြင်ကွင်းပျောက်သွားတယ်သူကနော်အဲ့ဒီသူကမြန်လွန်အားကြည့်လို့မပြောက်ဘူးထင်နေတာမြင်ကွင်းပျောက်သွားပြီဟိုရောက်သွားပြီအဲ့ဒီထဲမှာနှာခေါင်းထဲကမီးဝါယာမီးလောင်တဲ့အနံ့လို့ဘာလို့အနံ့တစ်ခုလိုက်အဲ့ဒီရောက်သွားအောင်မှာပဲအာယုံကြိုးတန်းလေးပေါ်မှာစိတ်ကရောက်သွားပြန်ပြီဟုတ်ကဲ့လားပါဇက်ထဲကတခုဝါလို့အရသာလေးကခါတက်ဆိုရင်သူ့ဘောရောက်သွားပြန်ပြီရောက်သွားပြန်ပြီအာယုံလေးကနောက်ထိုင်တဲ့နေရာကတခုခုမာခုကြီးဖြစ်နေလို့ရှိရင်သူစီရောက်သွားပြန်ပြီစိတ်ကအဲ့တော့စိတ်ကလေးတွေဖြစ်နေတာဟာအာယုံကြိုးတန်းလေးပေါ်မှာမှီပြီးတော့ဖြစ်နေတယ်တွေးနေရင်လည်းဒီပေါ်မှာပဲတွေးနေတယ်လို့ဒါကြောင့်မို့လို့မြတ်စွာဘုရားကအာရမဏပစ္စယောလို့ဒီလိုဟောတာပါ24ပစ္စည်းမှာအာရမဏဆိုတာဘုန်းကြီးတို့တွေနေ့စဉ်ရှင်သန်နေတာဟောဒီအာယုံနဲ့ပဲရှင်သန်နေကြတာအာယုံမရှိဘဲနဲ့မရှင်သန်နိုင်ဘူးစိတ်တွေဖြစ်နေသမျှအာယုံရှိနေတာကြီးပဲအဲ့ဒီထဲမှာဘယ်စိတ်ကဘယ်အာယုံကိုပြုတ်တယ်လဲဆိုတာအဘိဓမ္မာသဘောကြတော့သူကအသေးစိတ်တစ်ခါပြောတယ်အဲ့ဒါကအဘိဓမ္မာသင်တဲ့ပုဂ္ဂိုလ်တွေကြတော့အသေးစိတ်နားလည်ဖို့လိုသေးတယ်နော်ဘယ်စိတ်ကဘယ်အာယုံကိုပြုတ်နိုင်တယ်အာယုံပြုတ်တယ်ဆိုတာဘယ်စိတ်ကဘယ်ဟာကိုသိတယ်ဆိုတာကိုပြောတာအကြမ်းမြင်ပြောမယ်ဆိုလို့ရှိရင်နိဗ္ဗာန်ကိုမှန်းဆပြီးတော့သိနိုင်တဲ့စိတ်ဟာမဟာကုသိုလ်ဉာဏတမျိုးစိတ်နဲ့မဟာကရိယာဉာဏတမျိုးစိတ်လူတွေရတာပဲပြောမယ်ဆိုရင်မဟာကုသိုလ်ဉာဏတမျိုးစိတ်ကနိဗ္ဗာန်ကိုမှန်းဆနဲ့သိနိုင်တယ်နိဗ္ဗာန်ကိုတကယ်သိနိုင်တဲ့စိတ်ကတော့မက်စိတ်နဲ့ဖို့စိတ်ပဲအဲ့ဒီစိတ်တွေမရဘဲနဲ့နိဗ္ဗာန်ကိုမသိဘူးနော်နိဗ္ဗာန်ကိုမသိနိုင်ဘူးနိဗ္ဗာန်ကိုသိနိုင်တဲ့စိတ်ကနိဗ္ဗာန်ဆိုတဲ့အာယုံကအလွန်သိမ်မွေ့တယ်ထိုအလွန်သိမ်မွေ့တဲ့အာယုံကိုလည်းပဲအဆင့်တန်းမြင့်တဲ့စိတ်နဲ့မှသိလို့ရတယ်အဆင့်တန်းနှိမ့်တဲ့စိတ်တွေနဲ့သိလို့မရဘူးအကုသိုလ်စိတ်နဲ့နိဗ္ဗာန်ကိုမသိဘူးဒါဘဝကိုတွေ့တာနေတဲ့တဏှာလောဘနဲ့နိဗ္ဗာန်ဆိုလို့ရှိရင်ဘယ်သူမှမလိုချင်ဘူးသာမှတ်ပြီးတော့လောကလူတွေကနိဗ္ဗာန်လိုချင်တာလောဘလားတို့ဘာတို့တချို့ကမေးလို့ရှိတယ်နော်လောဘမကင်းတဲ့ပုဂ္ဂိုလ်တွေတော်တော်များများနိဗ္ဗာန်လိုချင်တာလောဘပဲသူကဘာကြောင့်နိဗ္ဗာန်လိုချင်တာတုံးဆိုရင်မေးကြည့်နိဗ္ဗာန်ဆိုတာချမ်းသာတယ်လို့ပြောအဲ့ချမ်းသာတယ်ဆိုတဲ့အတန်ကလေးကိုသူလိုချင်တာတကယ်ချမ်းသာတယ်ဆိုလို့သူရချင်တယ်ဒါဖြင့်ဘယ်လိုချမ်းသာတုံးလို့သူဆက်ပြီးတော့လေးလာကြည့်လိုက်မယ်ဆိုရင်နိဗ္ဗာန်လိုချင်မှာမဟုတ်ဘူးအေးနိဗ္ဗာန်ဆိုတာဟောဒီခန္ဓာ၅ပါးဆိုတာမရှိတော့ဘူးအလုံးဟာချုပ်ငိမ့်သွားတယ်ရုပ်တည်နာနေအလုံးချုပ်ငိမ့်သွားတယ်အကြောင်းတွေရပ်သွားလို့အကျိုးပြတ်သွားတယ်ဘာမှမဖြစ်တော့ဘူးဆိုရင်
ဟိုတက္ကမကြီးတယောက်ပြောသလိုဘုန်းကြီးတို့ငယ်ငယ်တုန်းကစိတ်လိကြိုက်တဲ့တက္ကမကြီးတယောက်ပြောတာနိဗ္ဗာန်တရားဟောပြီးတော့ဥစဉ်နဲ့နိဗ္ဗာန်မှာစိတ်လိတောက်လို့ရလားဟောနိဗ္ဗာန်က no smoking area ဘယ်လိုလုပ်စိတ်လိတောက်လို့ရစိတ်လိမတောက်ရတဲ့နေရာဥစ္စာပဲအဲ့ဒါကို तू ကစိတ်လိတောက်လို့ရရင်တော့သွားခြင်းတယ်စိတ်လိတောက်လို့မရဘူးဆိုမသွားခြင်းဘူးနိဗ္ဗာန်တဏှာနဲ့တွေးတာလေ तू အတွေးကွာအဲ့တော့နိဗ္ဗာန်လိုချင်တဲ့ပုဂ္ဂိုလ်တွေကများသောအားဖြင့်တော့ဟုတ်လားနိဗ္ဗာန်ဆိုတာချမ်းသာတယ်မအိုရဘူးမနာရဘူးဒီအတန်နေကြားတာ तू ကမအိုချင်ဘူးကိုမအိုရဘူးမနာရဘူးမသေးရဘူးဆိုတာအိုခြင်းကင်းရနာခြင်းကင်းရသေခြင်းကင်းရဆိုဟာငါအိုရနာရသေတာတွေငါမကြိုက်ဘူးအဲ့ဒါတွေမရှိဘူးဆိုသွားခြင်းဘာမှမရှိဘူးဆိုရင်ဟင့်အင်ပဲအဲ့ဒီမှာအဲ့ဒါဘာလို့တော့ဆိုရင်တဏှာလောဘရဲ့အမြင်နဲ့ကြည့်တာဟုတ်အဲ့တော့နိဗ္ဗာန်ကိုတကယ်အာယုံပြုပြီးတော့သိနိုင်တဲ့စိတ်ကမက်စိတ်နဲ့ဖို့စိတ်ပဲသိနိုင်တယ်ကိလေသာတွေကင်းသွားပြီးတော့မက်စိတ်ဖို့စိတ်နဲ့မှနိဗ္ဗာန်ကိုတကယ်အာယုံပြုလို့ရတယ်အဲ့တော့နိဗ္ဗာန်ကိုသိနိုင်တဲ့စိတ်ဟာတကယ်ထက်မြက်တဲ့စိတ်ပဲအဲ့လိုဆုံးလို့တာနော်ဒီမဟာကုသိုလ်စိတ်ကသိတယ်ဆိုတာလှမ်းမြင်တဲ့အသိပဲတေချာပေါက်သိတဲ့အသိမဟုတ်လှမ်းမြင်တဲ့အသိဂုတ္တရစိတ်သည်နိဗ္ဗာန်ကိုမြင်တယ်ဆိုလို့မဟာကုသိုလ်စိတ်ကိုနိဗ္ဗာန်ကိုမြင်တယ်လို့ထည့်ထားတာတကယ်ကသူကနိဗ္ဗာန်ကိုသေသေးချာချာကြီးသိတဲ့အသိမျိုးတော့မဟုတ်ဘူးနိဗ္ဗာန်ကိုမြင်နေရပြီလို့ဒီလိုပြောတာမျိုးအဲ့တော့အာယုံပြုတယ်ဆိုတာဒီစိတ်ကလေးကဒီဆိုင်ရာအာယုံတွေပေါ်မှာရောက်ပြီးတော့အဲ့ဒီအာယုံကြိုးတန်းလေးကိုအမိပြုပြီးတော့လူရဲ့စိတ်တွေအတွေးတွေအကြံတွေဟာမိတီးပြီးတော့ဖြစ်နေပါတယ်ဒါကိုရည်ရွယ်ပြီးတော့မြတ်စွာဘုရားအာရမဏပစ္စယောဆိုပြီးနောက်ဆုံးကုံအောင်ယံယံဓမ္မနိတ္တယရေရေဓမ္မာဥပ္ပစ္စန္တိယံယံဓမ္မနိတ္တယဆိုဘယ်အာယုံပဲဖြစ်ဖြစ်ဘယ်သဘာဝတရားကိုမှီပြီးတော့ဘာတရားတွေပဲဖြစ်ဖြစ်ဘာတရားဆိုတဲ့နေရာမှာစိတ်နဲ့စေတသိက်2မျိုးတည်းတင်မယ်နော်အာရမဏပစ္စည်းရဲ့ပစ္စုပန်ဟာစိတ်နဲ့စေတသိက်2မျိုးပဲသို့တော့အာယုံပစ္စည်းကြတော့စိတ်စေတသိက်တွေမကဘူးဘာတွေပါတော့ဆိုရင်ရုပ်ပါတယ်နိဗ္ဗာန်ပါတယ်ပညာပါတယ်ဟောစိတ်စေတသိက်ရုပ်နိဗ္ဗာန်ပညာဒါကအာယုံပိုင်းသိတဲ့အပိုင်းကြတော့စိတ်နဲ့စေတသိက်2ခုပဲအဲ့ဒါကိုခြုံမိငုံမိတော့မြတ်စွာဘုရားအထပ်ဟောတာယံယံဓမ္မအာရဗရေရေဓမ္မာဥပ္ပစ္စန္တိစိတ်တစေတသိကာဓမ္မာရေရေဓမ္မာဆိုဘယ်သူတွေပြောတာတော့ဆိုစိတ်တစေတသိကာဓမ္မာတေတေဓမ္မာတေတံဓမ္မနာဆိုဟောအာယုန်တွေကနေပြီးတော့တေတံဓမ္မနာထိုစိတ်စေတသိက်တရားတို့အာရမဏပစ္စေနအာရမဏပစ္စယတတ္တိဖြင့်ပစ္စယောဥပက္ခရကောခြေစုပြုတတ်သည်ဟောတိဖြစ်ဒီလိုဟောတာဒါအဲ့တော့အာရမဏပစ္စည်းဆိုတာဆိုင်ရာအာယုန်ဒီမှာနေ့စဉ်နဲ့အမျှလောကီအာယုန်ကြတော့တစ်မျိုးပေါ့ဥပမာမဲ့အတန်လေးကြားလိုက်လို့ရှိရင်အတန်အာယုန်တစ်ခုတည်းကိုယူနိုင်တဲ့စိတ်ကသောတာဝိညာဉ်စိတ်နော်အဲ့ဒီသောတာဝိညာဉ်စိတ်ဖြစ်ပြီးဆိုရင်မဖြစ်ခင်ဘယ်သူလာတော့တကားဖွင့်ပေးတဲ့ပိဿတော်ရာဝိဇ္ဇာစိတ်ဖြစ်တယ်အဲ့ဒီနောက်မှာဘယ်သူလာတော့ဆိုရင်လက်ခံတဲ့စိတ်ဖြစ်တယ်အဲ့ဒီနောက်မှာစုံစမ်းတဲ့စိတ်ဖြစ်တယ်အဲ့ဒီနောက်မှာဆုံးဖြတ်တဲ့စိတ်ဖြစ်တယ်အဲ့ဒီနောက်မှာဒီအာယုံကိုအရသာကိုသိတဲ့ဇောစိတ်ဖြစ်တယ်အဲ့ဒီနောက်မှာထိုဇောနောက်အရှိန်ကပ်ပါသွားတဲ့တရားယုံဆိုတာဖြစ်တယ်သူတို့နှစ်ခုဖြစ်ပြီးတာနဲ့တပြိုင်နက်ဒီအာယုန်လေးရဲ့တက်တန်းကကုံသွားပြီကုံသွားတော့သူတို့ရဲ့လုပ်ငန်းလည်းပြီးစီးသွားပြီလို့ပြောတာအဲ့တော့လုပ်ငန်းပြီးစီးသွားလို့ခုနကပန်းဆိုတဲ့ဒီတယုတ်ကလေးကိုဖော်ဖို့ငါမျက်နှာပန်းလို့ပြောရမယ်အဆင့်ရောက်အောင်ကြတော့ခုနကမိုင်းတိုးမှာစိတ်တွေထပ်ဖြစ်အောင်မယ်သူကအတွေးအာယုန်နဲ့ခုနငါမြင်လိုက်တာဘာလေးလဲဆိုတော့ပြန်တွေးလိုက်တယ်ပြန်ယူလိုက်တယ်အာယုန်နဲ့ကိုပြန်ယူလိုက်တယ်အဲ့ဒါကြတော့အတိတ်အာယုန်လို့ခေါ်တယ်ပစ္စုပန်မဟုတ်တော့ပစ္စုပန်ကသွားပြီမရှိတော့ခုနမျက်စိနဲ့ထင်တဲ့အာယုန်ကပြတ်သွားပြီပြတ်သွားတော့စိတ်ကနေဖမ်းထားတဲ့အတွေးအာယုန်ကိုသွားယူလိုက်ယူလိုက်ပြီးတော့ဗာစိတ်တွေဖြစ်တယ်ဆိုရင်ခုနကနှလုံးသွင်းတဲ့မနောဒရာဝိဇ္ဇာဆိုတဲ့စိတ်ဖြစ်တယ်ဖြစ်ပြီးတာနဲ့တပြိုင်နက်ဇောတရားယုံတယ်လို့ဖြစ်တယ်အဲ့ဒါပြီးတဲ့အခါကျတော့ तू ကဘာဖြစ်တုံးဆိုရင်အတိတ်ကိုလှမ်းပြီးတော့ဘာလိမ့်လို့ဆိုတဲ့စဉ်းစားတဲ့စိတ်အဲ့ဒါပြီးသွားရင်နောက်တစ်ခါလာပြန်ရော process တစ်ခုအဲ့ဒီ process တစ်ခုကျတော့ပန်းဆိုတဲ့နာမည်လေးကို तू ကရလာ
အဲ့ဒီ process ပြီးပြီဆိုတော့မှအော်ပန်းဆိုတာဒါပဲလို့ဆိုတာကိုသိတာနောက်ဆုံးကြမှာသိတာဒါလည်းကြိုတင်ပြီးတော့သိထားပြီးမှသိတာအ ਨੇ ဆုံး၄ခုလို့ပြောတာနော်ရူပံပထမစိတ်တေနပထမဝိထိစိတ်တွေအားလုံးဝိထိ mental process ၄ခုကြတယ်လို့ပြောတာအ ਨੇ ဆုံးမျက်စိကအဆင်းအာယုံကိုမြင်လိုက်ရင်ထိုအဆင်းအာယုံနဲ့စတင်ပြီးအလုံးလုံးတဲ့စိတ်ကဒါပစ္စုပန်အာယုံနဲ့ process တစ်ခုတခါအဲ့ဒီအတိတ်ကိုပြန်ပြီးတော့တွေးတဲ့ process ကတစ်ခုဝိထိစိတ်စဉ်ကတစ်ခုအဲ့ဒီထဲမှာအမည်ပေးတဲ့အမည်ကိုဖော်ထုတ်နိုင်တဲ့ process ကတစ်ခုအကောင်ထဲဒရက်ကိုသိတဲ့ process ကတစ်ခုလို့ဆိုပြီးအ ਨੇ ဆုံး၄ခုဆိုလို့ရှိရင်ပထမဆုံးမှာ18ချက်ပါတယ်စိတ်ပေါင်းဒုတိယဟာကသူကပင်စဒရမနောဒရဝိဇ္ဇံရဲ့ဇော9ကြိမ်ရဲ့ရှစ်ဒရာယုံ2ကြိမ်ရဲ့ဆိုလို့ရှိရင်သူက8ကြိမ်9ကြိမ်9ခုဖြစ်မယ်အဲ့ဒီလို9ခု4ခါလောက်ဖြစ်မှပန်းဆိုတာသိတယ်ဒါလည်းငကိုကသိခဲ့ပြီးမှပန်းဆိုတာကိုသူကောင်းတယ်ဖော်နိုင်တယ်အဲ့တော့ဒီလောက်အဆင့်စီသွားနေတာဟိုအဆင့်နေသွားတာဟုတ်ပါမလားအခုမြင်အခုသိတယ်လို့ဒီလိုထင်ကောင်းထင်လိမ့်မယ်ပေါ့မဟုတ်ဘူးသူက process ကအဲ့တိုင်းပဲသွားတယ်အဲ့ဒီ process ကိုဖြတ်တောက်ပြလို့မရဘူးကားမောင်းတာပဲကြည့်အစဉ်တိုင်းသွားတာလေအကုန်လုံးပန်းပင်လေးတွေဖူးတာပွက်တာလည်းအစဉ်တိုင်းသွားတာပဲဆိုပါစို့စဉ်းစားကြည့်မျိုးစိလေးတစ်ခုကိုမြေကြီးထဲမှာချဆိုင်လိုက်တယ်9ရက်လောက်နေမှအညောင်ထွက်မယ်မြစ်ကလေးဆင်းမယ်ဆိုလို့ရှိရင်အဲ့ဒီအညောင်ဒီ9ရက်ကြာမှဘွားကနေထွက်လိုက်တာလားသို့မဟုတ်ဒီအစီလေးဟာဒီကနေ့နဲ့နေ့ဖြင့်ကအခြေအနေပြောင်းတာလားအခြေအနေကပြောင်းနေတာတစ်ခုပြီးတစ်ခုတရက်နဲ့တရက်မတူဘူးစောင့်ကြည့်နေ develop ဖြစ်လာတာပြောင်းလဲမှုလေးတွေအဲ့ကြားထဲမှာရှိနေနာယီနဲ့အလိုက်ပြောင်းလဲမှုလေးတွေရှိနေဘုန်းကြီးတို့တွေရဲ့ခန္ဓာကိုယ်လည်းဒီတိုင်းပဲစက္ကန့်နဲ့အလိုက်ပြောင်းလဲမှုတွေရှိနေတယ်သို့တော့ copy တွေအလားတူတွေလားနေသည့်အတွက်ကြောင့်လူကမမြင်ဘူးပြောင်းနေတာကိုမမြင်ဘူးဝိပဿနာဉာဏ်နဲ့ကြည့်နိုင်မှမြင်တာတကယ်ကတော့ copy တွေပေါ့ဒါကြောင့်မို့မမြင်တာကြာတဲ့အခါကျဟင်းအတော်အိုသွားပါလားလို့ပြောကြတယ်ဟုတ်ကလားကြာကြီးနေမှပြောင်းလဲတာသိတော့တာလေအမှန်ကတော့တနေ့တည်းပြောင်းသွားတာမဟုတ်ဘူးနေ့တိုင်းပြောင်းနေတာနေ့တိုင်းဆိုတဲ့ထဲမှာစက္ကန့်ပိုင်းစက္ကန့်မိနစ်ပိုင်းမိနစ်ဒီလိုပြောင်းနေတာအဲ့တော့အရာခတ်သိမ်းဟာဒါတွေက process လို့ခေါ်တယ် process ဒီနေရာမှာပြောတဲ့ process ဆိုတာစိတ်တောင်မကဘူးလမ်းလျှောက်တာလဲ process ပဲ process ရှိတာပဲလမ်းလျှောက်တော့မယ်ဆိုလို့ရှိရင်ဘာစတောင်သိကိုယ့်ကိုလျှောက်ကြည့်ပေါ့ဘယ်အစခြေတော့တစ်ဖက်မြောက်မယ်ဟိုတစ်ဖက်ကိုချပြီးမှနောက်တစ်ဖက်မြောက်မယ်ဒါ process ပဲလေနှစ်ခုစလုံးမြောက်သွားလို့မှမရတာတလန်းစီသွားနေတာဒါ process ပဲသူအစဉ်တိုင်းသွားနေတာအားလုံးဟာအကုန်လုံးဖြစ်စဉ်လေးတစ်ခုထမင်းစားတာပဲကြည့်လေထမင်းပွဲကြီးပြင်လာပြင်ထားတယ်ထမင်းပွဲကြီးပြင်ထားဇွန်းနဲ့ခရင်းနဲ့မလုပ်တော့မျက်စိကအရင်ကြည့်လိုက်တယ်ဘယ်ဟာအရင်နှိုက်ရမလဲဒါ process ပဲပြီးပြီဆိုတဲ့ကစိတ်ကတွေးထားတဲ့အတိုင်းဇွန်းလေးကင်လိုက်တယ်ကင်ပြီးရင်ကော်လိုက်ပြီဒါ process တွေပဲလေမကင်ခင်ကော်လို့မှမရတာပထမကင်ရမယ်ကင်ပြီးကော်တယ်ကော်ပြီးသဲလာမယ်အဲ့ဒီကောနေတော့မှပါဇက်ကြီးကဟမထားဘူးသဲလာပြီးတော့ပါဇက်နာရောက်မှပါဇက်ကဟပေးတာလေဒါ process ပဲအဲ့ပါဇက်တွေကဟပြီးတော့ပါဇက်တွေကိုထည့်လိုက်တယ်မထည့်ခင်ကသွားကဝါမနေသေးဘူးထည့်လိုက်မှသူကဝါတာဟောသွားနဲ့ရှာနဲ့အလုံးလုံးကြတယ်ပြီးတော့မျိုးချလိုက်တယ်ဒီတင်ဒါလူကလုပ်ပေးတဲ့ process ဘိုက်ထဲရောက်သွားပြီဆိုလို့ရှိရင်သူ့ရဲ့ခုနကအစာအိမ်တို့ဥတို့ကနေဆက်ပြီးတော့လှုပ်သွားတာနောက်ဆုံးတွိုင်းလဲလျှောက်သွားဒါတွေရဲ့ process တွေပဲအကုန်အဲ့တော့စိတ်မှလည်းပဲဒီတိုင်းပဲလို့ရုပ်မှလည်း process ရှိသလိုစိတ်မှလည်းအာယုံလေးတစ်ခုနဲ့ပတ်သက်ပြီးအလုံးလုံးကြတာဟာတစ်ခုနဲ့တစ်ခုမတူဘူးစွမ်းအားတွေမြင့်လာတယ်ဒါကြောင့်မို့ဇောဆိုတဲ့အဆင့်ရောက်တဲ့အခါကျတော့စိတ်စွမ်းအားတွေဒါမြင့်သွားပြီအချိန်တက်သွားတဲ့အချိန်ပဲသူကရှေ့ပိုင်းကအစပြိုးလာ
အစပြုတ်ပြီးနောက်ဆုံးအဆင့်ရောက်ပြီးရင်ဘာဖြစ်တော့ပြန်ကျသွားဒါထုံးစံခဲလေးကောင်းငင်ကိုမြောက်ကြည့်ပါလားမြောက်လိုက်လို့ရှိရင် तू တက်သွားပြီးဘာဖြစ်မလဲရပ်ပြီးရင်ပြန်ကျမယ်အဲ့ဒီသဘောပဲအာယုံလေးတစ်ခုနဲ့စိတ်တွေ့တဲ့အခါကျတက်သွားလိုက်ပြီးရင်ပြန်ကျသွားဒီပုံစံနဲ့သွားနေတာအဲ့တော့အားလုံးဟာအာရမဏပစ္စယောဆိုတာကိုယ့်ရဲ့စိတ်အာယုံများသည်စိတ်များဟာအာယုံဆိုတဲ့ကြိုးတန်းလေးပေါ်မှာအမိပြုပြီးတော့ရှောက်နှမ်းနေတာလို့အာယုံဆိုတာမပေါ်ဘဲနဲ့စိတ်ဆိုတာဘယ်တော့မှမပေါ်ဘူးအာယုံနဲ့ဝတ္ထုနဲ့ထိခိုက်မှသာလေပေါ်တယ်လို့ဒီလိုသဘောကျပြီးသွားလို့ရှင်တို့တွေနေ့စဉ်နေထိုင်နေတာဟာအာရမဏပစ္စယောနဲ့နေရတာပါလားလို့ဆိုသဘောပေါက်လာမှာပဲပဋ္ဌာန်းနဲ့နေလာကဲအဲ့ဒီနေရာမှာအာရမဏပစ္စယောလို့ပြောလိုက်တာနဲ့တပြိုင်နက်အဲ့ဒီအာယုံလေးနဲ့အလုံးလုံးတဲ့စိတ်တွေပြောပါစို့အဲ့ဒီအာယုံလေးရဲ့သက်တမ်းက18ချက်လို့ဆိုတော့ရည်တွက်ပြီးတော့ကြည့်အောင်18ချက်ကိုရည်တွက်ကြည့်လိုက်မယ်ဆိုရင်ကြည်တကားဖွင့်ပေးတဲ့စိတ်တစ်ခုနော်နောက်ပြီးတော့မြင်တဲ့စိတ်ကတစ်ခုလက်ခံတဲ့စိတ်ကတစ်ခုစုံစမ်းတဲ့စိတ်ကလေးကတစ်ခုဆုံးဖြတ်တဲ့စိတ်ကလေးကတစ်ခု5ခုရှိသွားဇောက9ခုဆိုဘယ်လောက်ရှိသွား12ခုတရားယုံက2ခုဆိုရင်14ခုအဲ့တော့သူ့ရဲ့တက်တန်းကဘယ်အစတုံးလို့ဆိုလို့ရှိရင်ရှေ့နားမှာအတ္တိဘဝင်စိတ်ကသူကသူရမ်းနေတာအဲ့ရမ်းနေတဲ့ထဲမှာအာယုံအတိတ်ကဝင်ပြီးတော့တိုက်လိုက်တဲ့အခါမှာသူကချက်လှုပ်သွားပြီးတော့မပြတ်သေးဘူးချက်ချင်းပြတ်မသွားဘူးသူဝင်တိုက်လိုက်တဲ့အချိန်မှာအရှိန်နဲ့သွားနေလို့လွန်သွားတဲ့စိတ်ကလေးကဘဝင်စိတ်လေးကတစ်ခုလှုပ်သွားတဲ့ဘဝင်စိတ်ကလေးကတစ်ခုပြတ်သွားတဲ့ဘဝင်စိတ်လေးကတစ်ခုအဲ့ဒီ3ခုထည့်လိုက်ရင်ဘယ်လောက်ဖြစ်သွား18ချက်အာယုံလေးရဲ့တက်တန်းကအဲ့ဒီလွန်သွားတဲ့ဘဝင်စိတ်လေးနဲ့သူနဲ့ပြိုင်ပြီးတော့လာကြပြိုင်ပြီးတော့ဖြစ်တာသူမွေးဖွားတဲ့အချိန်ကအဲ့ဒီအချိန်သို့တော့ तू ကစိတ်แท้ကိုမရောက်သေးဘူးဘဝင်စိတ်ကသူ့ကိုဂယုမဆိုင်ဘူး तू နဲ့အာယုံမဆိုင်ဘူး तू နဲ့မဆိုင်ဘူးဘဝင်ဆိုဒီကအတိတ်ဘဝကအာယုံနဲ့ပဲသက်ဆိုင်တယ်အခုပစ္စုပန်မှာဝင်လာတဲ့ဒီအဆင်းအာယုံလေးကိုဘဝင်စိတ်ကမယူနိုင်ဘူးသို့တော့သူ့ရဲ့တိုက်ခိုက်မှုစွမ်းအားကြောင့်ဘဝင်စိတ်လေးကဖြတ်ခနဲ့ကြော်သွားပြီးတော့ तू ကလှုပ်သွားပြီးပြတ်ထွက်သွားတယ်အရှိန်နဲ့ပြတ်ထွက်သွားပြီဆိုတော့မှ तू ကတကားကနေဝင်လာတော့မှနောက်ကစိတ်တွေကသူနဲ့အလုံးလုံးသွားကြတာအဲ့ဒါတဏီကုံလုံးရင်တဏီကုံပဲဆက်ဖြစ်နေမှာပဲဒီအာယုံလေးဒီပန်းလေးကိုသဘောကျရင်လည်းဆက်တွေးနေမှာပဲသူကနော်စိတ်အစဉ်တွေဟာမပြတ်အောင်ဆက်တွေးနေမှာပဲတဏီကုံစဉ်းစားရင်တဏီကုံပဲတဏှာကြီးစဉ်းစားရင်တဏှာကြီးပဲဒီဟာလေးက repetition ပဲထပ်လာပြီးတော့ဒီလိုသွားနေမှာပဲစားလိုက်ဒီလိုဆုံးသွားလိုက်စားလိုက်ဆုံးသွားလိုက်ပြန်လာအဲ့ဒါလိုဖြစ်နေတာဟာစိတ်တွေမှန်သမျှဟာတဲ့အာယုံဆိုတဲ့ကြိုးတန်းပေါ်မှာရှောက်လန်းပြီးတော့ဖြစ်ကြရတာအာယုံကြိုးတန်းမပါဘဲနဲ့စိတ်အစွမ်းဟာဘာမှမရှိပါဘူးလို့ဒီလိုပြောတာပါနော်အဲ့ဒါကိုပဲအာရမဏပစ္စယောလို့အဲ့ဒီအာရမဏပစ္စယောလို့ဆိုတဲ့အထဲမှာခုနကမျက်စိကမြင်တဲ့စိတ်ကလေးကဘယ်ချိန်မှဖြစ်လိုက်တာတော့ဆိုရင်ခုနကဘဝင်အတ္တိဘဝင်ကလို့ဆိုရယ်ဖြတ်ကျော်လာတဲ့ဘဝင်ကလေးနဲ့သူကတူတူမွေးတာအဲ့တော့သူ့ကိုရတဲ့စိတ်ကဘယ်နှစိတ်မြောက်မှသူ့ကိုသိတာတော့သူ့ကိုတကားဖွင့်ပေးတဲ့စိတ်က4ခုမြောက်ကြမှာသူ့ကိုတကားဖွင့်ပေးနိုင်တယ်ဟုတ်ကဲ့လားသူ့ရဲ့တက်တန်းဟာ4ချိန်လောက်ဆိုပါစို့4ခုဆိုတော့တော့ဘယ်နှခုဖြစ်သွားတော့12စက္ကန့်12စက္ကန့်ရှိသွား12စက္ကန့်လောက်ကြာတော့မှသူ့ကိုတကားဖွင့်ပေးလိုက်အဲ့တော့သူမွေးဖွားလာတဲ့အချိန်က12စက္ကန့်ကျော်ခဲ့ပြီ12စက္ကန့်ကျော်မှမြင်ရတယ်ဆိုတော့အဲ့ဒီအာယုံကရှေ့ကြသလားမြင်တဲ့စိတ်ကရှေ့ကြသလားအာယုံကအရင်မွေးဖွားပြီးတော့မြင်တဲ့စိတ်ကနောက်မှမြင်တာအဲ့ဒါကိုပုရိသတာပစ္စယောလို့ပြောတာဟုတ်ကဲ့လားဒါ24ပစ္စည်းကိုဒီထက်ထည့်ပြီးတော့ပြောသွားလိုက်မယ်ပုရိသတာပစ္စယောဆိုအဲ့ဒါပြောအာယုံကအတ္တိဘဝင်စိတ်လေးနဲ့စပြီးမွေးဖွားလာတဲ့အာယုံလေးကို17စက္ကန့်လောက်12စက္ကန့်လောက်နေတဲ့အခါကျတော့မှတကားဖွင့်ပေးတာခံရတယ်နောက်ပြီးတော့15စက္ကန့်ဟိုဘက်ကျတော့မှမြင်သိစိတ်ကလေးကပေါ်လာတယ်ဆိုတော့ဟောပုရိသတာပစ္စယောသူကပုရိသတာပစ္စယောအဲ့ဒါကိုပုရိသတာလို့ခေါ်တာအာယုံနဲ့ပတ်သက်ပုရိသတာပစ္စယောဒါဖြင့်အဲ့ဒီအာယုံလေးကရှိနေတုန်းပဲ mental process မှာသူ့ရဲ့တက်တန်းမကုန်သေးဘူး18ချက်နဲ့သွားမှဆိုရှိနေသေးတယ်
ရှိနေတုံးဖြစ်သောကြောင့်အဋ္ဌိပစ္စယောမကင်းကွာသေးဘူးပြောင်းမသွားသေးသောကြောင့်အဝိကတပစ္စယောဘယ်နှပစ္စည်းရှိသွား၄ပစ္စည်းတဲ့အာရမဏပုရိသတာအဋ္ဌိအဝိကတဟောဒီထဲမှာပါဝင်လာတာဒီစွမ်းရည်တတ္တိတွေနဲ့သွားတာမျက်စိထဲမှာထင်ဟပ်လာတဲ့ရူပယုံလေးသည်စက္ခုဝိညာဉ်စိတ်တဲ့အခုစိတ်အစဉ်တန်းတစ်ခုလုံးကိုအကျိုးပြုတယ်ဆိုတဲ့နေရာမှာအခုပုံစံနဲ့အကျိုးပြုတာနော်အဲ့ဒီအာယုံလေးကကြိုတင်ဖြစ်နေတဲ့အတွက်ကြောင့်ပုရိသတာရှိနေတုံးကျေစုပြုတာဖြစ်သောကြောင့်အဋ္ဌိပြောင်းမသွားခင်ကျေစုပြုတာဖြစ်သောကြောင့်အဝိကတကြိုးတန်းတစ်ခွဲအထောက်အကူပြုနေတာဖြစ်သောကြောင့်အာရမဏလို့ဟောဒီလိုနားလည်ရတယ်အတန်ကြားတာလည်းဒီတိုင်းပဲနှာခေါင်းကအနံ့ရရင်လည်းဒီတိုင်းပဲကိုယ့်ဘက်ကိုထမင်းစားရင်လည်းအာယုံဆိုင်လို့ရပါတယ်ရှာလေးနဲ့အရသာလေးနဲ့တချို့အရသာကတိတ်မထင်ရှားဘူးပေါ့ထင်ရှားကြလို့ရှိရင်ငရုတ်သီးလေးစားလိုက်ပေါ့အဲ့ဒီခါကြလို့ရှိရင်ပို့ပြီးတော့ထင်ရှားလာမယ်ရတ္တယုံကနော်ရတ္တယုံကထင်ရှားလာပြီဆိုလို့ရှိရင်စိတ်ကအဲ့ဒီရောက်သွားမှငရုတ်သီးစားလိုက်တာဆိုပြီးတော့အဲ့ဒါလို့အာယုံလေးတွေနဲ့စိတ်ကလေးတွေကအခုလိုမိတွဲပြီးတော့ဖြစ်တယ်ဆိုတာကိုမြတ်စွာဘုရားကပဋ္ဌာန်းကျမ်းတော်ကြီးမှာဟောကြားတာဖြစ်ပါတယ်ဒီပဋ္ဌာန်းကျမ်းမှာဒီလိုဟောတဲ့အကျယ်တဝင့်အသေးစိတ်ဟောနေတာအခုပစ္စယနေရတာဆိုတာမကျင်းမကျဲဒီတဲ့နောက်ထပ်ပြီးတော့ချဲလိုက်လို့ရှိရင်ပညာဝါဒဆိုတာအကျယ်ကြီးပဲလာသေးတယ်တခါအသေးထပ်စိတ်ထားရှိသေးတယ်အေးဒါကြောင့်မို့တရားချက်ခင်သူတော်စင်ပြိဿအပေါင်းတို့ဒီအာရမဏပစ္စယောနဲ့ပတ်သက်လာလို့ရှိရင်အခြေခံအားဖြင့်တော့နားလည်သွားပြီလို့ယူဆပါတယ်ဘုရားမြတ်စွာရဲ့တရားဓမ္မဟာလူတွေရဲ့တဏ္ဍမှာဖြစ်နေတဲ့သဘာဝတွေကိုထင်ရှားသိတာလောက်အောင်ဟောကြားခြင်းဖြစ်ပါတယ်သဘာဝကိုမသိသေးသမျှအသိဉာဏ်ဆိုတာမရနိုင်ပါဘူးအသိဉာဏ်ဆိုတာသဘာဝကိုအစစ်မှန်ကိုသိတာကိုသာလဲအသိဉာဏ်လို့ခေါ်တယ်အဲ့ဒီအသိဉာဏ်ကိုရရှိမှသာလဲတွေ့တာမှုဆိုတဲ့တဏှာကိုဖယ်ရှားပြနိုင်မှာဖြစ်ပါတယ်တွေ့တာမှုတဏှာဖယ်ရှားနိုင်မှတောကဆိုတာဖယ်ရှားနိုင်မှာဖြစ်ပါတယ်ဒါကြောင့်မို့တောကမဖယ်ရှားပဲစိတ်ငြိမ်းချမ်းမှုဆိုတာလုံးဝမရနိုင်ပါဘူးဒါကြောင့်မို့တောကဆိုတဲ့အပူပင်နေကင်းပြီးတော့စိတ်ငြိမ်းချမ်းမှုဆိုတဲ့သာဝရအငြိမ့်တဲ့နိဗ္ဗာန်ထိအောင်ရောက်ရှိနိုင်မှုရတဲ့ဓမ္မအသိဉာဏ်ရရှိဓမ္မအသိဉာဏ်ရရှိမှသာလဲအတွေ့အတာကိုဖယ်ရှားနိုင်မှာလို့ယုံကြည်ယူဆပြီးတော့အသိဉာဏ်ရရှိအောင်ကျင့်ကြံကြိုးကိုအားထုတ်နိုင်ကြပါစေကုန်သတည်းကဲမေတ္တာပို့ရတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသွန်ကားဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေဓမ္မောတရံပိဝိတဝနာဝိသာတဗ္ဗေတမုဟတာအစရမရတိတိဘာဝံနိဗ္ဗာနံယန္တုတာရောဓမ္မောတရံလောဘဒေါသမောဟစိတ်တောက်ကင်းပြောက်ကြည်တရားစေကိုပိဝိတဝဝန္တာရှင်ပြတောက်ကြနာကြရကုန်သောကြောင့်ဝိသာတဗေပူဇာညစ်နောက်ကိလေသာအစိတ်တောက်ဟုသမျှတို့သည်သမုဒ္ဒပိဉ္ကြဘက်တွင်ရိမတင်တဲ့ကဲ့သို့ကင်းစင်လွင်ပြောင်းပေမရောက်အောင်ပဲဖြောင်းအပ်ကုန်သည်ဟောတုစင်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအစရမရံအိုခြင်းလဲကွာနာခြင်းလဲကင်းသေးခြင်းလဲရှင်ထသောတိတိဘာဝကိလေသာဟုပူခတ်သိမ်းကင်းငြိမ်းရာအစစ်ဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်အေးမြတော်သို့သာရောတရားချစ်ခင်စိတ်ကောင်းဝိညာသူတော်စင်များတို့သည်ယန္တုပါရမီအဆင့်ဆင့်မြင့်တယ်မြင်၍မလင့်ပုံသေးဆက်ရောက်တော်မူကြပါစေကုန်သတည်း